ဒီကနေ့သာသနာတော်နှစ်2555ခုကောဇာတက္ကိ1383ခုတည်င်းကျော်လာပြီကျော်3ရက်နေ့ညရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်စောရံပိုင်တောင်ရက်ကွက်တစ်တော်လန်းဇောတနာရာမပရိယတ္တိစာသင်တိုက်ကြီးရဲ့အတွင်းမှာဆင်ရင်ကျင်းပကြတဲ့ဓမ္မဒါနတရားပွဲသဘင်ကြီးမှာတရားပွဲမတည်အလှရှင်များဖြစ်ကြတဲ့တက္ကကြီးဦးအန်းကူတက္ကမကြီးဒေါ်တန်တာနံပြားဘူဆန်းဆိုင်မိသားစုတို့ရဲ့ဓမ္မဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ဒီကနေ့ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုနာယူကျင့်ကြံခွင့်ရကြတယ်။ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုဟောကြားခွင့်ရပါတယ်။အဲ့တော့ဒီကနေ့ညပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဘာတရားဟောမှလဲဆိုလို့ရှိရင်ခုတ်တကနိကေဓမ္မပဒပါဠိတော်မှာလာရှိတဲ့သဟတဝတ်ထဲမှာလာရှိတဲ့ကုန္ဒလကေတိထေရီမကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားနှစ်ခါထာရှိပါတယ်။အဲ့ဒီတရားနှစ်ခါထာတွေကနေပြီးတော့ဒီကနေ့တခါထာကိုအခြေခံပြီးတော့ဗမာလိုခေါင်းစည်းလေးတက်ပြီးပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညပြောသွားဖို့စီစဉ်ထားပါတယ်။တရားခေါင်းစည်းကစကားတို့ဤအစွမ်းတဲ့ဣတရေပြောကြည့်ပါဦးမြတ်စကားတို့ဤစွမ်းပါဗျာစကားတွေမှာအစွမ်းရှိတယ်တဲ့ရှိတာမှနည်းနည်းနောနောရှိတာမဟုတ်ဘူးအများကြီးရှိတာမိမိပါဇက်ကထွက်နေတဲ့စကားတွေမှာလည်းအစွမ်းရှိတယ်မိမိရဲ့နားထဲကိုဝင်ရောက်လာတဲ့စကားသံတွေမှာလည်းပဲအစွမ်းရှိတယ်အစွမ်းရှိတာမှအများကြီးရှိတယ်ပြောမပြနိုင်လောက်အောင်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲကိုပြောလိုက်မိလို့ပြောမိမှားလေခြင်းလို့နောင်တတွေနဲ့တွေးပြီးတော့ပူခဲ့ရတာလည်းပဲအကြိမ်ကြိမ်ရှိခဲ့ပြီဟုတ်လားမှန်ပါဗျာမိမိပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လောကီအကျိုးစီးပွားတွေဆုပ်ယုပ်သွားတာတွေလည်းကြုံဘူးကြလိမ့်မယ်တချို့ဆိုလို့ရှိရင်အသက်ဆုံးသည့်အထိစကားတစ်ခွန်းအတွက်နဲ့ပေးဆက်လိုက်ရတာမျိုးတောင်ရှိတယ်မှန်ပါဗျာဟုတ်လားမှန်ပါဗျာစကားတစ်ခွန်းမှားသွားတာနဲ့ဗမာစကားပုံလည်းရှိတယ်လေအသွားမတော်တလှမ်းအစားမတော်တလုတ်အပြောမတော်တော့တခွန်းနဲ့ဒုက္ခရောက်တတ်တယ်မှန်ပါဗျာဟုတ်ရလားမှန်ပါဗျာအေးကိုပြောလိုက်တဲ့စကားကတကယ်ကိုပဲအကြီးအကျယ်မှားယွင်းမှုတွေနဲ့ပြည့်နေပြီဆိုလို့ရှိရင်တန်တရားတစ်လျှောက်လုံးနဲ့လိုက်ပြီးတော့ဒုက္ခပေးတတ်တယ်ဆိုးတဲ့ဘက်မှာစကားတွေဟာပြောမပြနိုင်လောက်အောင်အစွမ်းတတ္တိတွေရှိနေသလိုကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေရှိတာပဲမေတ္တာလေးနဲ့ပြောလိုက်တယ်နုနုညံ့ညံ့သိမ့်သိမ့်မွေ့မွေ့ပြောတယ်အဓိပ္ပာယ်ရှိတာတွေအကျိုးရှိတာတွေကိုရွေးချယ်ပြီးတော့ပြောတယ်ပြောတဲ့မပြောတဲ့အချိန်အခါကိုကြည့်ပြီးတော့တကယ့်ကိုဉာဏ်ပညာလေးနဲ့စဉ်းစားချင့်ချိန်ပြီးတော့ပြောတဲ့စကားမျိုးဆိုရင်ပြောတဲ့သူမှလည်းပဲစကားကောင်းလေးအတွက်နဲ့ပီတိဖြစ်ရတယ်ကြားတဲ့လူမှလည်းပဲနှလုံးစိတ်ဝမ်းအေးချမ်းရတယ်စကားကောင်းပြောတတ်လို့ရှိရင်ဦးဇင်းတို့ပြောလိုက်ခြင်းသေးတယ်ဗျာပြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှိုးမှုကိုရမယ်မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုန်းတီးမှုကိုရမယ်ဟုတ်လားမှန်ပါဗျာရုပ်ချောနဲ့သဘောကောင်းအပြောကောင်းတွင်အပြောကောင်းကိုပိုချစ်ကြသည်ဆိုတဲ့စကားလေးကြားဘူးတယ်မို့လားကြားပါတယ်ဗျာအေးအပြောကောင်းဆိုတာနားထောင်ကောင်းအောင်ရှောက်လှည့်ပတ်ပြီးတော့ပြောတာမျိုးကိုဆိုလိုတာမဟုတ်ဘူးမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကိုမထိခိုက်စေဘဲနဲ့မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်ခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ခြင်းကိုအပြောကောင်းလို့ဆိုတာမှန်ပါဗျာဟုတ်ရလားမှန်ပါဗျာဒါဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုတော်ကြပါပဲမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောတတ်တာကိုအပြောကောင်းလို့ဆိုတာကိုပြောလိုက်တဲ့စကားကြောင့်ကိုနောင်တရရတဲ့စကားမျိုးကိုပြောလိုက်တဲ့စကားကြောင့်ကြားရတဲ့လူတွေစိတ်ဆင်းရဲသွားသေးတဲ့စကားမျိုးဆိုရင်
ဘယ်မှာအပြောကောင်းလို့ပြောလို့ရပါမလဲ မရပါဘူးဗျာ လောကမှာအပြောအကောင်းဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့မေးရင်မြတ်စွာဘုရားဂုဏ်တော်၉ပါးထဲမှာသူကတဆိုတဲ့ဂုဏ်တော်ရှိတယ်လေ မှန်ပါဗျာ အဲ့ဒီသူကတဆိုတဲ့ဂုဏ်တော်ကအဓိပ္ပာယ်မျိုးမျိုးထွက်တယ်ရှေးဖျားတို့နီးတို့လာခြင်းကောင်းတော်မူသောလို့လည်းအဓိပ္ပာယ်ရတယ်ဖျားစုပံကလေးကစပြီးတော့လမ်းကြောင်းကိုမတိမ်ဆောင်းသေးပဲနဲ့တက်တက်မတ်မတ်မှန်မှန်ကန်ကန်ရှောက်လန်းလာတယ်လို့ဒီလိုအဓိပ္ပာယ်လေးရတယ်ပြီးတော့စကားကောင်းကိုပြောတတ်တာ မှန်ပါဗျာ နော်စကားကောင်းကိုပြောတတ်တာအဲ့ဒါသူကတဂုံရဲ့အဓိပ္ပာယ်ပဲဒီတော့ပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေကြီးကြီးမားမားရှိနေတဲ့ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေကြီးကြီးမားမားရှိနေတဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့တို့ဘယ်လိုပြောကြမလဲနံပါတ်1ဒီစကားနဲ့ပတ်သက်ပြီးတော့တို့ဘယ်လိုနားထောင်ကြမလဲနှစ်ချက်ဗျာနော်တခါကြီးဒီမိုင်းများ မှန်ပါ အရေးကြီးတယ်နော်စကားကမပြောတဲ့နေလို့ရှိလား မရှိပါဘူး မပြောဘဲကိုနေလို့ရလား မရပါဘူးဗျာ မပြောမဖြစ်ပြောကြရမယ့်လူတွေအတွက်ဘယ်လိုပြောမလဲဘယ်လိုစကားကိုဘယ်လိုပြောမလဲပြည့်ပြည့်စုံစုံဆိုရင်ဟုတ်လားပြီးတော့ကိုယ့်ရဲ့နားထဲကိုစကားသံတွေကလည်းအမြဲတမ်းရောက်နေတာပဲမဟုတ်လား မှန်ပါ သူတော်ဘာရဲ့နှုတ်ကနေတဆင့်ဟာတီဗီကနေတဆင့်လေဒီယိုကနေတဆင့်ဟုတ်လားတခါတလေဆိုလို့ရှိရင်စာရွက်ပေါ်ကနေစကလုံးပုံတရံနဲ့အတန်တွေထွက်လာတာတဲ့ကြုံဘူးလားဖတ်ပါများတော့စကလုံးတွေကဘာတွေဖြစ်သွားတော့စိတ်ထဲမှာအတန်တွေဖြစ်သွားတယ်အဲ့ဒါလဲစကားတစ်မျိုးပဲလို့တောင်ထင်တယ်ဟုတ်လားအဲ့ဒါလို့ကိုယ့်ရဲ့နားတဲ့မျက်စိတွေကိုရောက်လာတဲ့စကားသံတွေမျက်စိတွေရောက်တယ်ဆိုတာတင်စားပြောတာနော်ကိုယ်နားတဲ့ကိုစကားသံတွေရောက်မလာအောင်ကိုတခါကြီးဒီကမကြီးများတားနိုင်မှာမလား မတားနိုင်ပါဘူးဗျာ နားမထောင်လို့မဖြစ်ဘူးပေါ့ မှန်ပါဗျာ နားမထောင်လို့မဖြစ်တဲ့ဒီစကားကိုပေါ့ပေါ့လေးမစင်စားပဲနဲ့ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲစောတော်တုန်းကပြောလိုက်တာကဘယ်လိုစကားကိုဘယ်လိုပြောကြမလဲဟုတ်လား မှန်ပါ ခုနောက်ပြောလိုက်တာကဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲဒီမိကွန်းလေးတွေရဲ့အဖြေတဏှာကြီးခွဲအချိန်တွင်းမှာဦးဇင်းတို့ခေါင်းထဲမှာတော့စုံစုံစိတ်စိတ်လေးမှတ်သားထားတယ်လို့ထင်တာပဲဗျာဟုတ်လားအဲ့ဒါဦးဇင်းတို့ပြောကြည့်ရအောင်ဟုတ်လားတရားကောင်းစီးကစကားတို့ဤအစွမ်းတဲ့ဟုတ်လားတရားမဟုတ်သေးခင်မှာမြတ်စွာဘုရားကိုရှ िख ိုးကြအောင်ရှုဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကုံပညာကုံနှစ်ပါးစုံတို့နှင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ကလေးတွေခြိထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိသူကတံဂတိဝိမု क्त ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနှမြမတတဝါနန္ဒတို့ဤကြောက်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု क्त ံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာယရှိငါတန်သောဂတိတို့မှလီကင်လွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူ
ယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားယောဇဂါထာတတံဘာတိအနတ္တပဒသင်္ညိတာဧကံဓမ္မပရံတေယောယံသုတ္တဝဥပသမတိယောဇာခြင်းပုဂ္ဂိုလ်သည်အနတ္တပဒသင်္ညိတာအကျိုးမဲ့ခြင်းနှင့်ဆက်ရှင်သောဂါထာတတံတရားသောဂါထာတို့ကိုစေပါတေယအကယ်၍ပြောဆိုစေကာမူနတေယောမမြတ်တိသာတိယောဇအခြင်းပုဂ္ဂိုလ်သည်ကသုတ္တဝါနာထောင်ရသည်ရှိသောဥပါသမတိလောဘဒေါသမောဟစသောအပူဓာတ်အလောင်ဓာတ်တို့ကိုငြိမ်းအေးစေနိုင်၏တံထိုကဲ့သို့သောစကားကိုဧကံတခွန်းများဖြစ်သောတံဓမ္မပဒံထိုကဲ့သို့သောတရားစကားသည်သာလျှင်သေရောမြတ်လှပါပေ၏အကျိုးမဲ့ခြင်းနဲ့ဆက်ရှင်တဲ့တရားသောဂါထာတွေကိုပြောဆိုနေတော်လည်းပဲမမြတ်ပါဘူးတဲ့ကြားလိုက်ရရင်နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့လောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေကိုငြိမ်းအေးသွားစေတဲ့စကားမျိုးဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်စေကမူမြတ်ပါတယ်အတိပ္ပယ်ရှင်းတယ်နော်ရှင်းပါရဲ့ဗျာဘာမှအကျိုးမရှိတဲ့စကားတွေမြတ်စွာဘုရားကတော့ဂါထာတတံဂါထာတရားဂါထာဆိုတာကပါဠိတွေကိုကြပြဖွဲ့ထားတာကိုဂါထာခေါ်တာနော်အဲ့ဒါစကားတက်လွန်းလို့ပြောတော့ပြောတာပဲဂါထာတရားလောက်ပြောလိုက်တယ်စကားတွေအခွန်ပေါင်းထောင်တောင်းချီပြီးတော့ပြောလိုက်တာပဲအဲ့ဒီပြောလိုက်တဲ့စကားတွေကဘာမှအကျိုးရှိတာမပါဘူးအကျိုးမဲ့ခြင်းနဲ့ပဲဆက်ရှင်နေတာအဲ့ဒီလိုစကားမျိုးဆိုရင်တော့ဘလောက်ပဲများများဘလောက်ပဲပြောတတ်မမြတ်ပါဘူးတဲ့မမြတ်ဘူးဆိုတဲ့စကားကလေးပိဋိမမြတ်ဘူးဆိုတော့ယုံညံ့နေလို့လည်းအဓိပ္ပာယ်ပေါက်တယ်နော်နောက်ထပ်ဘယ်လိုပေါက်သေးလဲအဓိပ္ပာယ်ရှုံးတယ်လို့လည်းအဓိပ္ပာယ်ပေါက်သေးတယ်မမြတ်ဘူးဆိုတော့ရှုံးပြီဗောဗျဟုတ်လားအနှစ်မရှိတဲ့စကားတွေကိုအများကြီးပြောတတ်လို့ပြောတော်လဲပဲအဲ့ဒါအမျက်မရှိဘူးယုံညံ့မှုသာရှိတယ်ရှုံးနိမ့်မှုသာရှိတယ်စကားမပြောတတ်ရင်စကားနားမထောင်တတ်ရင်အရှုံးကြီးရှုံးရမယ်အဆုံးကြီးဆုံးရမယ်ဟုတ်လားပြောလိုက်လို့ရှိရင်တခွန်းတည်းပင်ဖြစ်စေကမူကြားလိုက်ရတဲ့လူရဲ့နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ပူးနေတဲ့အပူတွေအေးသွားတာလောင်းနေတာတွေငြိမ်းသွားတာရှုပ်နေတာတွေရှင်းသွားတာအဲ့ဒါလိုမျိုးအစွမ်းတတ္တိရှိတဲ့စကားမျိုးဆိုရင်တော့တခွန်းတည်းပင်ဖြစ်စေကမူဗါတဲ့လေမြတ်ပြီတဲ့ဒီဂါထာလေးကိုအခြေခံပြီးတော့ဟောမှာဗျာဒီကနေ့ဟုတ်လားမှန်ပါဗျာစကားတွေဘလောက်များအနှစ်မရှိတဲ့စကားမပြောတတ်မဆိုတတ်ဖဲနဲ့ပြောလိုက်ဆိုလိုက်တဲ့စကားတွေဟာအကျိုးမဲ့တွေကိုသာဖြစ်စေတယ်ပထမပိုင်းစပြီးဘယ်လိုစကားကိုဘယ်လိုပြောမှလဲဆိုတဲ့မေခွန်းရဲ့အဖြေနော်မှန်ပါဗျာအဲ့ဒါကိုဦးဇင်းတို့မြတ်စွာဘုရားသုဘာတိတသုတ်တံဆိုပြီးတော့ဟောထားတာရှိပါတယ်မှန်ပါဗျာမှန်ကန်၍အကျိုးရှိသောစကားကိုတည်တည်ချာချာနားထောင်နော်မှန်ကန်၍အကျိုးရှိသောစကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောတတ်ရမယ်ဘယ်နှချက်လဲ5ချက်ပြန်ပြောမယ်နော်မှန်ကန်၍အကျိုးရှိသောစကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဒီအင်္ဂါနဲ့သာညီမယ်ဆိုရင်အလုံးသောတတ္တဝါတွေဟာအပြောကောင်းနေကြီးဖြစ်မှာဟုတ်လားမှန်ပါဗျာအဲ့ဒီမှာတော်တော်အရေးကြီးတာကတော့အချိန်အခါကိုကြည့်၍ဆိုတာလေးလေတော်တော်အရေးကြီးတယ်ပြောကျင်တိုင်းပြောလို့ဖြစ်တာမဟုတ်ဘူးဘလောက်မှန်ဘလောက်အကျိုးရှိပြောတဲ့အချိန်ကြမှပြောရတယ်မပြောတဲ့အချိန်ကိုမပြောရဘူးစောင့်နိုင်ရတယ်အောင့်နိုင်ရတယ်
တခါတလေကြတော့ကိုကမစောင့်နိုင်ဘူးမအောင်နိုင်ဘူးပြောချင်ရင်ပြောချလိုက်တယ်အဲ့ဒီမှာဒုက္ခရောက်တာဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတော့ကြည်ကြည်ပြန့်ပြန့်ပြောပါတယ်ရှင်ရာဟုလာကိုဟောထားတာရှိတယ်လေကြည်ရှုဆင်ခြင်၍စကားကိုပြောရ၏တဲ့ရှင်ရာဟုလာငယ်ငယ်လေးတုန်းကမြတ်စွာဘုရားဟောတာချစ်သားတဲ့မှန်ဟာဘာအကျိုးရှိလေတဲ့ကြည်ခြင်းအကျိုးရှိပါတယ်ဖေဟာအဲ့ဒါလိုပဲတဲ့ပြောတော့မယ်ဆိုလို့ရှိရင်ငါပြောလိုက်တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးဆုပ်ယုပ်စေမှာလားအကုသိုလ်တွေများဖြစ်မှာလားလို့စဉ်းစားလိုက်အောင်တဲ့အကျိုးဆုပ်ယုပ်မယ်ဆိုရင်မပြောနဲ့မပြောခင်မှာစဉ်းစားရပြောနေစဲမှာလဲခဏလေးတွေ့ပြီးတော့စဉ်းစားလိုက်ပါအောင်ငါအခုပြောနေတဲ့စကားဟာငါအတွက်အကျိုးရှိလားသူ့အတွက်အကျိုးရှိလားအကျိုးမရှိဘူးဆိုရင်ရက်နိုင်ရမယ်ဖြတ်နိုင်ရမယ်ဟုတ်လားပြောပြီးတဲ့နောက်မှာလည်းပဲငါပြောခဲ့တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးရှိသလားအကုသိုလ်ဖြစ်နေသလားလို့စဉ်းစားရမယ်အကုသိုလ်ဖြစ်နေတဲ့အကျိုးမရှိဘူးဆိုရင်နောက်ငါဒါမျိုးနောက်မပြောတော့ဘူးလို့ဆုံးဖြတ်နိုင်ရမယ်ဒါရှင်ရာဟုလာကိုဟောထားတာဒါတော်တော်ကောင်းတယ်နော်တခါကြီးများဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဗိမိတာရမင်းကြီးရဲ့အမတ်ချုပ်ကြီးဝတ္တကာရပုံနာဆိုတာကြားဘူးမှာပါနောက်တော့အဇာတတမင်းကြီးရဲ့ပရောဟိတ်အမတ်ကြီးဖြစ်ပြီးတော့ဦးဇင်းတို့ဝေသာလီပြည်ကြီးကိုစကားတူတူလေးပြောပြီးတော့သွားခွဲတာလေကြားဘူးတယ်နော်ဝတ္တကာရပုံနာအင်မတန်ညံများတာအဲ့ဒီပုံနာကြီးကမြတ်စွာဘုရားကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့အယူဆလေးကိုပြောပြရစီပြောပါတပည့်တော်ရဲ့အယူဆကတော့မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ကြားတာကိုကြားတဲ့အတိုင်းပြောတတ်တယ်တွေ့တာကိုတွေ့တဲ့အတိုင်းပြောတတ်တယ်သိတာကိုသိတဲ့အတိုင်းပြောတတ်တယ်လို့တပည့်တော်ယူဆပါတယ်တဲ့အပေါ်ယံကြည့်ရင်တော့တော်တော်ဟုတ်တယ်လို့ထင်ရတယ်မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းပြောတတ်တယ်တဲ့ဒီတော့မြတ်စွာဘုရားကလက်မခံဘူးဗျဒကမာကြီးတွေလက်မခံဘူးနော်မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ဆိုတဲ့စကားကိုလက်မခံဘူးအဲ့ဒီတော့မြတ်စွာဘုရားကဘာအမိန့်ရှိလို့ဆိုတော့ဒကာကြီးတဲ့မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းတကယ်လို့ပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းသွားမယ်ဆိုရင်မပြောသင့်ဘူးလို့ငါယူဆတယ်တဲ့မှန်ပါဗျာနော်မြင်တဲ့အတိုင်းပြောလိုက်လို့အကုသိုလ်တွေများသွားမယ်ကုသိုလ်တွေနည်းသွားမယ်အကျိုးတွေမဲ့သွားမယ်ဆိုရင်မြင်တဲ့အတိုင်းမပြောနဲ့မပြောပါနဲ့ဟုတ်လားမှန်ပါဗျာမြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းမယ်ဆိုရင်တော့အဲ့ဒါပြောလိုက်တဲ့မပြောလို့အကုသိုလ်များမယ်ဆိုရင်ပြောလိုက်မှန်ပါဗျာပြောလို့အကုသိုလ်များမယ်ဆိုရင်မပြောနဲ့မှန်ပါဗျာအဲ့ဒီတော့ဒီစကားလေးရဲ့အနှစ်ချုပ်ကဘာလဲဆိုတော့သေးသေးချာချာလေးစဉ်းစားပြီးတော့ပြောသင့်မှပြောဆိုတဲ့အဓိပ္ပာယ်မှန်ပါဣတိဘာလို့သင့်မှဘာလို့ရမယ်ပြောသင့်မှပြောပါဗျာပြောသင့်မှပြောမြင်တိုင်းမပြောနဲ့မှန်ပါဗျာဟင်အထူးသဖြင့်အသက်ကြီးတဲ့လူတွေကိုမှားခြင်းတယ်ဗျာအိမ်မှာမြင်နေတာတွေကိုမြင်တိုင်းမြန်သွားမပြောလိုက်ပါနဲ့ကြားတိုင်းမပြောလိုက်ပါနဲ့မှန်ပါကိုသိတာတွေကိုသိတဲ့အတိုင်းမပြောလိုက်ပါနဲ့မှန်ပါဗျာကိုသိတာကိုသိတဲ့အတိုင်းပြောမိလို့ဒုက္ခရောက်တာတွေအများကြီးရှိတယ်ရှိပါတယ်ဗျာမမှန်လို့မဟုတ်ဘူးနော်မှန်ပါမမှန်လို့မဟုတ်ဘူးဦးဇင်းတို့ဥပမာတစ်ခုပြောပြမယ်မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောလိုက်လို့ဒုက္ခတွေများသွားတာအခုဒီလောကကြီးမှာလည်းရှိတယ်ဟိုးရှိတုန်းကလည်းရှိတယ်အခုလည်းရှိတယ်နောင်လည်းရှိနေမှာပါပဲတာရကတွေကတော့မှန်ပါဗျာဦးဇင်းတို့ဇာတကမှာဇတ်တော်မှာလာတာလေးတစ်ခုပြောပြမယ်မြင်တာကိုမြင်တဲ့အတိုင်းပြောရက်နေလို့သိတာကိုသိတဲ့အတိုင်းပြောရက်နေလို့ဒုက္ခရောက်သွားပုံကလေးရှိတုန်းကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သားသမီးမရှိတော့အင်မတန်လိမ္မာတဲ့ကြက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခရီးထွက်เสียရရှိတယ်ရှိတော့ကြက်တူရွေးလေးနှစ်ကောင်ကိုအနာခေါ်တိုးတိုးတိတ်တိတ်မှားတယ်ငါသားတို့အဖေခရီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခရီးထွက်သွားရော
ပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆိုစိတ်မချเสียပဲပုံနှင်းမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုကျက်တူကြီးလေးနှစ်ကောင်ကမြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့ကျက်တူကြီးအငယ်ကောင်ကပြောချင်ဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့သူ့အကိုကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကိုဖြစ်တဲ့ကျက်တူကြီးကဖះလောင်းလေးငါညီမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားတာဒါပေမဲ့တားလို့မရဘူးအငယ်ကောင်ကပြောခြင်းစိတ်ကိုမအောင့်နိုင်ဘူးမစောင့်နိုင်ဘူးဒကမာကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလားပြောခြင်းတာကိုမအောင့်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောခြင်းလွန်းလို့ဒကမာကြီးတွေမှန်ပါဗျာအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင့်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံနှိမကြီးစီသွားပြီးတော့အမေခမည်းဒီလိုလုပ်တာတော်လားဗျာဒီလိုမလုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံနှိမကြီးမျက်လုံးပြူဒုက္ခပဲဒီကောင်သိသွားပြီလူဆိုတော့ညံရှိတယ်ညံမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲ့တဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြတ်ခနဲ့ဆွဲပြီးတော့လေဘင်းကိုလိန်ချိုးလိုက်တယ်ကိုယ့်အကိုအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေဘင်းကိုလိန်ချိုးပြီးတော့မိကြီးခဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိပ်လိုက်တယ်အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကိုကမြင်တယ်မှန်ပါဗျာငါပြောစကားနားမထောင်နိုင်ကောင်အဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာတဲ့အခါကျတော့ပုံနာကြီးကကျက်တူရဲ့နှစ်ကောင်စုံမစုံတောင်မကြည့်နိုင်ဘူးရှိတဲ့ကျက်တူရဲ့ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာမေးတဲ့အခါကျတော့ကျက်တူရဲ့လေးကအဖေတဲ့မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာဘူးထဲမှာသေပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်စားမစင်ញင်မဲနဲ့မစူးစမ်းမဲနဲ့ပြောတဲ့လူဟာကျွန်တော်ရဲ့ညီလေးသေတယ်လို့သေရလိမ့်မယ်တဲ့မှန်ပါအဲ့ဒါလို့ပြောပြီးတော့ဟိမွန်တာကိုပြန်သွားတာပြန်မလာတော့ဘူးတဲ့မှန်ပါဗျာတချို့ရှိတယ်နော်တို့ကတော့သိတဲ့အတိုင်းပြောရမှာပဲမြင်တဲ့အတိုင်းပြောရမှာပဲတို့ကတော့မှန်ပဲဘွန်းပဲရှင်းပဲဆိုတဲ့လူတွေသတိထားကြရမကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောပိဋကရေဘာကိုကြည့်ပြောရမလဲပုဂ္ဂိုလ်ကိုကြည့်ပြောရမှာပါဗျာပုဂ္ဂိုလ်ကိုကြည့်ပြောစကားကမှန်မိမယ်လို့စကားကကောင်းမိမယ်လို့တစ်ဖက်လူကခံနိုင်ရရှိအောင်မနားလည်နိုင်အောင်မတနည်းအားဖြင့်ပြောရရင်အဆင့်ရှိအောင်မဦးဇင်းတို့ဒုက္ခထာသုတ်တံဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဗျသီလမရှိတဲ့လူရဲ့ရှေ့မှာသီလအကြောင်းသွားပြောရင်နာခါတယ်တဲ့မှန်ပါဗျာအဲ့ဒါဒုက္ခထမကောင်းတဲ့စကားကိုဖြစ်သွားတာမှန်ပါသူလည်းပဲအကုသိုလ်များတယ်ကိုလည်းပဲဟာဒီကောင်အလကားကောင်ပဲဆိုပြီးတော့စကားကောင်းပြောရင်းနဲ့အကုသိုလ်ဖြစ်တယ်ယုံကြည်မှုတရားတရားမရှိတဲ့လူရှေ့မှာတရားတရားအကြောင်းပြောရင်နာခါတယ်မှန်ပါဗျာဟုတ်လားဘာမပြောနဲ့ဟုတ်လားနောက်ဘ ഹു တုတ္တတွေနဲတဲ့ပုဂ္ဂိုလ်ရှေ့မှာဘ ഹു တုတ္တအကြောင်းသွားမပြောနဲ့မှန်ပါနော်တတ္တာသီလတုတ္တစာခနှမျိုးတဲ့လူရဲ့ရှေ့မှာပေကံချင်းအကြောင်းသွားမပြောနဲ့နောက်ပညာနဲတဲ့လူရှေ့မှာပညာအကြောင်းသွားမပြောနဲ့မှန်ပါဒါမြတ်စွာဘုရားကိုယ်တိုင်ပြောထားတာနော်တခါကြီးများမှန်ပါဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခံနိုင်ရည်မရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ်မှန်ပါဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မြင်တာကိုမြင်တဲ့အတိုင်းအခါခတ်သိမ်းပြောလို့မဖြစ်ပါဘူးကုသိုလ်တွေများပြီးတော့အကုသိုလ်တွေနည်းသွားမယ်ဆိုရင်တော့ပြောရမှာပေါ့မှန်ပါဗျာဟုတ်လားအေးဒါကပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောဟောပုဂ္ဂိုလ်ကိုကြည့်ုံနဲ့လုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူးအချိန်အခါလေးကိုလည်းကြည့်လိုက်အောင်ကိုပြောတဲ့စကားကဒီလူကဒေါသဖြစ်နေသလားဒီလူစိတ်ကြီးနေသလားဒီအချိန်ကဘလို့အချိန်လဲဘလို့အချိန်လဲစဉ်းစားအောင်နော်ဒကာကြီးဒီမိုင်းများအေးအချိန်အခါကိုမကြည့်ဘဲနဲ့တချို့ပြောခြင်းရင်စွတ်ပြီးတော့ပြောလိုက်တာရှိတယ်ဟိုရှိတုန်းကရှင်ဘုရင်တစ်ပါးရှိတယ်ပြောခြင်းရင်ပြောချလိုက်တာပဲစကားကိုဘယ်တော့မှမစောင့်အဲ့ဒါကိုပရောဟိတ်အမတ်ကြီးကမကြိုက်ဘူးပြောခြင်းတာကိုပြောခြင်းတိုင်းစွတ်ပြောလို့ဒုက္ခရောက်ပုံလဲများလာပြီဒါပေမဲ့ရှင်ဘုရင်ကိုဆုံးမခြင်းတာအခွင့်အခါကမသင့်
တနေ့တော့အဲ့ဒီရှင်ဘုရင်ကမူကြီးမတ်ရာသေနာပတိတွေခြံရံပြီးတော့ဥယျာဉ်ထွက်ပြီးတော့အပန်းဖြေတယ်အဲ့ဒါကြောက်ဖြာကြီးပေါ်မှာအပန်းဖြေတာအဲ့ဒီကြောက်ဖြာကြီးကတရက်ပင်ကြီးတပင်ရဲ့အောက်မှာရှိတာတရက်ပင်ကြီးကအင်မတန်အရေးအာဝါဒနဲ့ပြည့်စုံတဲ့အောက်မှာကြောက်ဖြာကြီးအဲ့ဒီကြောက်ဖြာကြီးပေါ်မှာရှင်ဘုရင်ကထိုင်ပြီးတော့အလဘတလဘစကားပြောအပန်းဖြေနေတော့သွေးတန်ရဲရဲနဲ့အုပ်အောငှက်ကလေးတကောင်အသေးကလေးသွေးတန်ရဲရဲနဲ့အဲ့ဒီတရက်ပင်ပေါ်ကနေကြောက်ဖြာပေါ်ဘရင်ခြေရင်ကိုပြုတ်ကျလာတယ်မှန်ပါဗျာအဲ့ဒီတော့ဘုရင်ကကြည့်တယ်ဟာဘာဖြစ်တာလဲမသိဘူးအဲ့ဒီမှာဘုရားလောင်းပညာရှိပရောဟိတ်အမတ်ကိုမေးတယ်တဲ့ဒါဘာဖြစ်လို့သေတယ်လဲသွေးတွေလည်းထွက်နေတယ်အောက်ကြမှာထွက်တဲ့သွေးမဟုတ်ဘူးအဲ့ဒီတော့ဘုရားလောင်းကမော့ကြည့်တော့အပေါ်မှာကြီးတိုက်ရှိဘုရားလောင်းဆိုတော့ပညာရှိတယ်တွေးကြည့်တာပြည့်ကြည့်တာတဲ့မှန်တယ်အရှင်မင်းကြီးတဲ့ဒီကောင်ဟာအုပ်အောငှက်သူ့ရဲ့အမေအုပ်အောမတွေဟာကိုယ်ပိုင်အတိုက်နဲ့ဥတဲ့ထုံးစံမရှိဘူးကြီးမတွေရဲ့အတိုက်ထဲကိုဝင်ဥတယ်ကြီးမတွေကသူ့ဥမှတ်လို့ဝတ်ပေးအကောင်ပေါက်တော့လဲမဲမဲလေးအတူတူဆိုတော့သူ့သားလေးလိုပဲထင်အစားတွေအတူတူရှာကျွေးအဲ့ဒါဒီကောင်ကမပြန်နိုင်သေးခင်မှာအုပ်အောတန်မြည်လိုက်တာမအော်တဲ့နေတဲ့အချိန်မှာအုပ်အောတန်မြည်လိုက်တာအဲ့ဒီတော့ကြီးမကငါသားမဟုတ်ဘူးဆိုတာကိုသိပြီးတော့စိတ်တူပြီးတော့နှုတ်သီးနဲ့အဲ့ဒါထိုးသက်ပြီးတော့အောက်ကိုပြစ်ချလိုက်တယ်အတက်ပြောတာနော်မှန်ပါဗျာအဲ့ဒီမှာဘုရားလောင်းပရောဟိတ်အမတ်ကြီးကအခွင့်ရပြီဆိုပြီးတော့မင်းကြီးကိုဆုံးမအခွင့်အခါအချိန်ကာလကိုမကြည့်ဘဲနဲ့စကားကိုအယံကာရောပြောတဲ့ပုဂ္ဂိုလ်များဟာဒီအုပ်အောသေးတယ်လို့သိရတတ်တယ်မှန်ပါဗျာနော်ပြောတာတော့စကားတွေကအများကြီးပဲဗျပရောဟိတ်အမတ်ကြီးပြောတာတဲ့အဲ့ဒီထဲမှာကောင်းတာလေးတွေဥစဉ်ကောင်းထဲမှာစွဲနေတယ်ဘာပြောသေးတယ်ဆိုတော့မင်းကြီးတဲ့မစင်စားမစင်ញင်မဲနဲ့ပြောတဲ့စကားတခွန်းဟာသွေးထားအပ်သောဓာတ်ထက်ကြောက်เสียကောင်းတယ်နော်မစင်စားမစင်ញင်မဲနဲ့ပြောလိုက်တဲ့စကားသည်သွေးထားအပ်သောဓာတ်ထက်ကြောက်เสียကောင်းတယ်မစင်စားမစင်ញင်မဲနဲ့ပြောတဲ့စကားတခွန်းဟာလက်တလောသေးသေးတတ်တဲ့အစိတ်ထက်ကြောက်เสียကောင်းတယ်ဟုတ်လားဒါကြောင့်တဲ့မှန်သောစကားပင်ဖြစ်စေကမူကိုနဲ့သဘောတူတဲ့သူပင်ဖြစ်စေကမူမှန်ပါဗျာအချိန်ကာလရှည်လျားစွာမပြောရတဲ့မှန်ပါဒီလူနဲ့ငါနဲ့ကသိသဘောထားချင်းတိုက်ဆိုင်မှငါစကားဆိုသိကြိုက်တာပဲအဲ့ဒါလိုလူမျိုးရဲ့ရှေ့မှာတောင်မှကာလကိုကြည့်ပြီးတော့ပြောရမယ်ပြောကောင်းတိုင်းစွတ်ပြီးတော့ပြောမနေနဲ့တန်ဖိုးတွေနေတတ်တယ်ဟုတ်ရလားမှန်ပါဗျာအေးအချိန်အခါကိုမကြည့်ဘဲနဲ့ပြောရင်လည်းပဲအဲ့ဒီအိုအောမိုက်ကလေးလိုဘာဖြစ်တတ်တယ်သေတတ်တယ်ဟုတ်လားဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောကာလကိုကြည့်ပြောပုဂ္ဂိုလ်တွေကာလတွေကြည့်ပြောပြီးရင်လည်းပဲဘာလို့သေးလဲဆိုတော့ဒေါသတွေမာနတွေနဲ့မပြောနဲ့ဒေါသတွေမာနတွေနဲ့ဟာငါကဒီလူကိုပြောလို့ရတာပဲငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါဗျာအခုချိန်မှာကိုကသူ့ကိုနိုင်မိမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူးတစ်ချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကိုယ့်အထက်ကိုလည်းရောက်သွားနိုင်တယ်မှန်ပါဗျာကိုကိုပြန်ပြီးတော့နှိပ်စက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိပ်စက်နိုင်တယ်တချို့နိုင်တယ်ဆိုပြီးတော့ပြစ်စလက်ခတ်ပြောကြားရတဲ့လူကအသက်ဓာတ်နဲ့ထိုးခံရတယ်လို့မမေ့ဘူးနားနေတာမှန်ပါဘာဖြစ်ဖြစ်ကွာပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးယူမိုက်တချို့အဲ့ဒါလိုပြောတဲ့စကားတစ်ခွန်းကြောင့်သေရတာတွေရှိပါတယ်ဗျာနော်ဦးဇင်းတို့ရာဇဝင်ထဲမှာစကားအစိတ်သင့်ပုံကလေးနည်းနည်းပြောပြမယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံရာဇဝင်မှာတရုတ်ပြည်မင်းခွေးချေးဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာအဲ့ဒီနရတိဟပတိမင်းကသူ့မှာသား3ယောက်ရှိတယ်နော်ဥဇနာတဲ့တိဟတုတဲ့နော်အဲ့ဒီမှာတိဟတုဆိုတာနဲ့သူနဲ့ကစကားတခွန်းကြောင့်အများကြီးပြဿနာတက်တယ်နောက်တစ်ယောက်ကကြော်စွာတဲ့အဲ့ဒါငယ်ငယ်တုန်းကဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်အဲ့ဒါကိုသားလေးတွေကိုချစ်လို့ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာဒါပေမဲ့တိဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူးသူ့အမေကိုမုန်းလို့လားတော့မသိဘူးဝက်လက်မပေးဘဲနဲ့ဝက်ချေတော့ပေးတာအဲ့ဒါကိုအမေကရှက်တာ
ရှင်မောက်တဲ့မိဖုရားကဒီပြင်သား2ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြမှာဝက်ချီပေးတာဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုသိခါချတာပဲအဲ့ဒါအမေကရှက်လွန်းလို့စဖူမှုကိုလက်ထိုးတယ်ဘယင်ကြီးမသိအောင်ငါသားကိုလည်းဝက်လက်ပေးအဲ့ဒါနဲ့စဖူမှုကအဲ့လိုပေးတာနောက်တော့ဘယင်ကြီးကသိသွားတော့စဖူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လှုပ်လဲမိဖုရားကြီးကပေးခိုင်းလို့အဲ့ဒီမှာမူးမတ်ဘိုးဘုံနေရဲ့အလယ်မှာဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းရဟဲ့ဝက်လက်ခိုးမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ်ဒါပေမဲ့ကိုကသာပြောကောင်းတာဟိုကကြားမကောင်းဘူးလေကြားမကောင်းတော့ဒီကလေးကဒါကိုငငယ်လေးတွေကစသိမ့်ထားတယ်ဘယ်တော့မှထုတ်မပြစ်ဘူးအမြဲတမ်းမှတ်ထားတယ်နောက်တော့ဘာဖြစ်တော့ဆိုတော့တရုတ်တွေလာပြီးတော့နှောက်ရက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြေးတော့ဘယ်ထိပြေးတော့ဆိုတော့သူ့သားကြီးဥစ္ဆနာရှိတဲ့ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တွေရဲ့ရန်ကအေးသွားပြီဆိုပြီးတော့ပကံပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာအဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစောနဲ့ဝင်ကြဟိုရောက်တော့သားကအရန်သင်းစောင့်နေတယ်နန်းတော်ထိတောင်အဝင်မခံဘူးလှေပေါ်မှာတခါတည်းဒလွတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်သားကဝိုင်းထားပြီးတော့ဘာလုပ်လဲဆိုတော့ထမင်းပွဲထဲမှာဟင်းတိုင်းထမင်းတိုင်းအကုန်အစိတ်ခတ်ထားတယ်မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်ဒါကိုစားပါလို့ခိုင်းတယ်သူ့ကိုရက်ရက်ဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရက်ရက်ဆက်ဆက်ပြန်ကြွေးတဲ့သဘောများလားတော့မသိဘူးမှန်ပါဗျာမင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့အာနာဘကွက်သားတွေကသွေးတန်ရဲရဲနဲ့အဆုံးစီရှင်အဲ့ဒီလိုပြောပြီးတော့သားကနန်းတော့သူ့ရဲ့အဆောင်ကိုပြန်သွားတယ်အဲ့ဒီမှာမိဖုရားဖွာစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူးအဲ့ဒီတော့ဓာတ်တွေလှန်နေတဲ့သေရတာနဲ့စားရင်လက်တလောသေတဲ့အစိတ်ကိုစားသေးတာကကောင်းသေးတယ်အဲ့ဒါနဲ့မင်းကြီးခင်ဗျာအဲ့ဒီအစာကိုအစိတ်ပါမှန်သိရနဲ့စားပြီးတော့သေရတယ်မှန်ပါဗျာပေးတဲ့ရင်အစိတ်မိပြီးတော့သေရတာပေါ့နော်မှန်ပါပဂရိအစိတ်လို့ပြောမလားစကားအစိတ်လို့ပြောမလားစကားအစိတ်ပါဗျာစကားအစိတ်သင့်သွားတာနော်ဒါကြောင့်ဒကာကြီးဒီမိုင်းများငါကမိဘပဲဆိုပြီးတော့သားသမီးတွေကိုနိုင်လို့မပြောပါနဲ့ခံစားတတ်တယ်မှန်ပါဗျာသိတတ်တယ်ဟုတ်လားဒါတွေအကျယ်ချက်ပြီးတော့စဉ်းစားနော်အချိန်ကာလတစ်ခုအနေနဲ့ကိုကအထက်ရောက်နေပေမလို့နောင်တစ်ချိန်မှာကိုကအောက်ဆိုတာလည်းဖြစ်နိုင်သေးတာပဲမှန်ပါဗျာဟုတ်လားဒါကြောင့်သူ့ကိုမတနာအောင်တောင်မှကိုတနာပြီးတော့သူများကိုကြမ်းထမ်းတဲ့စကားတွေမပြောပါနဲ့ဒါရုပ်စွာအဆုံးဆိုတာနော်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခါရခက်တဲ့အကုသိုလ်များတယ်ကိုလည်းပဲပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်ဟုတ်ရလားမှန်ပါပြီးတော့မာနာကြီးနဲ့လည်းမပြောလိုက်ပါနဲ့မှန်ပါမာနနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနေနေအောင်မင်းမာနကိုတနေ့မှငါချိုးပြအောင်မယ်မှန်ပါအချီးနီးအလကားအကျိုးမဲ့တတ်တယ်ကြားဘူးတယ်မဟုတ်လားတာကီဝင်နေအလုံးကိုဝိတ္တုပန်းကတတ်ပစ်တာလေမှန်ပါဗျာဟိုးရှိဘဝတုန်းကငါးတွေကိုအစိတ်ချခဲ့လို့ဝေးကွာသောကာလကအကြောင်းတရားတစ်ခုရှိတယ်အတိတ်အကြောင်းပေါ့ဟုတ်လားဒါပေမဲ့နီးကပ်တဲ့အကြောင်းကဘာအကြောင်းလဲမာနကြီးတာကိုသူများသိအောင်ထုတ်ပြီးတော့ပြတာဖြစ်တဲ့မာနကတော့စိတ်ထဲမှာဖြစ်တာအဲ့ဒီမာနကိုတိတ်ကြီးပါတယ်ဆိုတာဗဇက်ဒီဟုသောပရင်ပေါက်ကနေဖွင့်ပြတာမှန်ပါဟိုမှာဝိတ္တုပန်းကအလဲလာတယ်သူမှအချမ်းရင်နေတဲ့သူကကောသလဘုရင်ကြီးကောသလတိုင်းဆိုတာအင်မတန်အင်အားကြီးတယ်တာကီဝင်တို့ရဲ့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့ဒီအင်အားကြီးတဲ့တိုင်းနိုင်ငံကအရှင်သခင်ဖြစ်နေပြီဝိတ္တုပန်းကအဲ့ဒါသူကအမျိုးတွေစီဆိုပြီးတော့လမ်းပြီးတော့လဲတာလေလာလဲပြီးတော့ပြန်သွားရောအဲ့ဒါတာကီဝင်တွေကမာနာကြီးလိုက်တာဝိတ္တုပတဲ့ငယ်တဲ့ကလေးတွေပဲထားတယ်ကြီးတဲ့ကလေးတွေတယောက်မှမရှိဘူးအဲ့ဒါဝိတ္တုပလည်းပြန်သွားပြီဆိုတော့ကျွန်မတယောက်ကဟဲကျွန်မသာထိုင်သွားတဲ့နေရာအသေးရုပ်တယ်ဆိုပြီးတော့နွားနိုးနဲ့ဆေးတာလေအဲ့ဒါဗဇက်ကလည်းပြစ်တောက်နဲ့ပြောတယ်ကျွန်မသာနေတဲ့နေရာအတန်းစားခွဲပြီးတော့မာနနဲ့ပြောတာအဲ့ဒါကိုမင်းချင်းတယောက်ကလက်နဲ့မေ့နေလို့လားယူတာအဲ့ဒီမာနစကားကိုသူ့နားနဲ့ကြားတာ
အဲ့ဒီစကားကသူ့ပါဇက်ကနေတဆင့်ဝိတ္တုပရဲ့နားကိုရောက်တာအဲ့ဒီမှာငါနေရာကိုနွားတို့နဲ့ဆေးရှိသေးအောင်မင်းတို့ရဲ့နေရာကိုမင်းတို့ရဲ့လေချောင်းသေးနဲ့ငါတနေ့ဆေးပြမယ်ဟုတ်လားမှန်ပါဗျာအနီးကပ်ဆုံးအကြောင်းကတော့မာနကိုအမိပြုတ်ပြီးတော့ထွက်လာတဲ့စကားတခွန်ကြောက်စရာမကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အကျိုးရှိခြင်းတယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါအချိန်အခါကိုကြည့်ပြောပါမာနတွေဒေါသတွေနဲ့မပြောပါနဲ့ဟုတ်လားပြီးတော့စကားတွေမများပါနဲ့မှန်ပါဗျာစကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာမှန်ပါနံပါတ်1ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ်လေတဲ့စကားမှုသာဝါဒကံထိုက်တတ်တယ်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပို့ပြီးတော့ယဉ်နှီးတယ်ဆိုတာကိုသိသေးခြင်းတော့ဟိုလူရဲ့အပြစ်ကိုပြောရင်နဲ့ဂုံစကားတွေလည်းပါသွားတတ်တယ်မှန်ပါဗျာဟုတ်လားပြောရင်နဲ့စိတ်လိုက်မှန်မှဖြစ်ပြီးတော့ကြမ်းထမ်းနေလည်းထွက်သွားတတ်တယ်မှန်ပါဗျာဖရုဒဝါစာနော်နောက်ပြောရင်နဲ့အနှစ်သာရမရှိတဲ့စကားတွေပါသွားရောများသောအားဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့ဟုတ်လားအဲ့ဒီလိုမှုသာဝါဒပိသုဏဝါစာဖရုဒဝါစာတန်ဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရားမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြစ်၅မျိုးမှန်ပါဗျာအဲ့ဒီလိုဆိုရင်တပည့်တော်တို့စကားမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်စိတ်ပဲနေလိုက်တော့မယ်ဖရားလို့အဲ့ဒါလိုလည်းမလုံနဲ့မဟုတ်ပါဘူးဟင်ဒကမာကြီးတွေစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးနော်မဖြစ်ဘူးတခါလေတချို့ဦးစင်းကိုလာပြောတာတောင်တွေ့ဘူးတယ်ဒီနေ့တော့စကားမပြောတော့ဘူးဟုတ်လားကောင်းတဲ့လောက်ကောင်းတယ်မကောင်းတဲ့လောက်မကောင်းဘူးတချို့ကဒေါသနဲ့မပြောတာစိတ်ကောက်ပြီးတော့မပြောတာစိတ်တိုင်းမကြလို့မပြောတာမပြောခြင်းလို့မပြောတာမတူမတန်ဘူးထင်လို့မပြောတာတွေကမပြောတာလေးတက်တက်နဲ့ချီးကျူးလို့မရသေးဘူးဘာပြုလို့မပြောတာလဲဆိုတာကလိုသေးတယ်မှန်ပါဗျာဟုတ်ရဲ့လားအေးစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးဘုန်းကြီးတွေမှာငါစကားမပြောဘဲနေအံ့လို့ကျင့်လို့ရှင်ဒုက္ခအဘတဲ့နေမှန်ပါဗျာအခါတစ်ပါးယဟန်တော်တွေမြတ်စွာဘုရားကိုဝါကျွတ်တော့လာပြီးတော့ကြော့ကြကြော့တော့မြတ်စွာဘုရားကချစ်သားတို့ချမ်းချမ်းသာသာနေထိုင်ခဲ့ရရဲ့လားမှန်လားပါဗျာဘုရားတပည့်တော်တို့နေထိုင်ခဲ့ရပါတယ်ဘုရားတဝါတွင်လုံးဘုရားတပည့်တော်တို့တယောက်ကိုတယောက်စကားမပြောဘဲနဲ့တကယ်အကျင့်မြတ်တွေကိုကျင့်ခဲ့ပါတယ်ဘုရားသူတို့ကစကားမပြောကြီးလို့ဒိဋ္ဌံပြီးတော့ကျင့်တာနော်တဝါတွင်လုံးတယောက်ကိုတယောက်ကောင်းတာလည်းမပြောဘူးဆိုးတာလည်းမပြောဘူးမတည့်တာမြင်လည်းမပြောဘူးမဟုတ်တာတွေမြင်နေလည်းမပြောဘူးတစုံတယောက်ကလာခေါ်လည်းမထူးဘူးမှန်ပါဗျာအဲ့တော့မြတ်စွာဘုရားဘယ်လိုပြောတယ်ထင်လဲမင်းတို့ဟာတဲ့နွားတွေလိုစိတ်တွေလိုကျင့်ခဲ့ကြတာပဲတဲ့ပပဆက်ဆက်ပြောတယ်မထင်နဲ့နော်ဒါဝိနည်းပါဠိတော်မှာရှိတယ်ဟုတ်လားမှန်ပါဗျာအဲ့ဒီတော့ကောင်းသောစကားတွေနဲ့တိဆောက်ထားတဲ့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးမှာဘယ်နဲ့ကြောင့်စကားမပြောဘဲနေကြတာလဲမသိတော်တာရှိရင်ဆုံးမရမှာပေါ့ပြောရမှာပေါ့ကောင်းမြတ်တဲ့စကားတွေကိုပြောရမှာပေါ့အကျိုးရှိတဲ့စကားတွေကိုပြောရမှာပေါ့ဟုတ်လားကဲဘုရားကများစကားမပြောဘဲနေခဲ့မယ်ဆိုရင်ဘယ်လိုများလုပ်မလဲဟင်ဒကမာကြီးများစကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်ဘယ်လောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ်မှန်ပါဗျာဟုတ်ရဲ့လားနောက်ဆုံးဦးဇင်းတို့နိဗ္ဗာန်ထိအောင်စကားကတွန်းအားပေးနိုင်တယ်မှန်ကန်တဲ့စကားအဓိပ္ပာယ်ရှိတဲ့စကားအကျိုးရှိတဲ့စကားပြောမယ်ဆိုလို့ရှိရင်ဒကမာကြီးများလည်းကြားဖို့ပါတယ်နော်သဗ္ဗဒါနံဓမ္မဒါနံဇိနာတိအလှူတကားအလှူထဲမှာတရားအလှူအမြတ်ဆုံးတရားကိုဘယ်လိုလုပ်လှူရတာတော့ပါဇက်ကနေလှူရတာစကားအဖြစ်နဲ့လှူရတာဟုတ်လားဟုတ်တယ်နော်ဒကာကြီးများမှန်ပါဗျာအေးအဲ့တော့စကားဆိုတာအင်မတန်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်အင်မတန်ကောင်းတယ်ဟုတ်လားဆိုးတဲ့ဘက်ကကြည့်မယ်ဆိုရင်ဆိုးတာလည်းအများကြီးဖြစ်နိုင်တယ်ဆိုကြပါစို့ပေတပေါင်းသူတော်ကောင်းတို့ဉာဏ်ပါပါလေးစဉ်းစားကြည့်ဖို့ပြောပြအောင်မယ်လောကမှာအကြီးမားဆုံးသောအပြစ်ဟာဘာလို့ကြားဘူးလဲကဲဦးဇင်းလည်းနားရတာပေါ့ဗျာစဉ်းစားလိုက်ပါဦးမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့အဝိဇ္ဇိကြတတ်တယ်အဝိဇ္ဇိကြတယ်နိယတဖြင့်ကြတတ်တယ်မဟုတ်ဘူးကြတယ်အမေသက်အဖေသက်လို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ဒီကဘာပြက်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်
အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်တယ်ထင်ပြီးတော့လက်သင့်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲမှန်ပါဗျာအဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရား2ပါးရှိတယ်တဲ့ပရတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဆံတွေကြားရတယ်တဲ့သကားဆံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်ကိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိသောမနတိကာရဖြစ်တယ်တဲ့မှားတဲ့စကားတန်နဲ့မှားတဲ့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့ဟုတ်လားအပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့စကားတန်ဖြစ်နေတယ်ဟုတ်လားဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိတဲ့ပုဂ္ဂိုလ်တွေဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်အပြစ်ကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကဖခင်လက်ထက်ကဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်ပုရဏကတ္တပဆိုတဲ့ဒိဋ္ဌိဆရာကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ပုရဏကတ္တပသည်အဲ့ဒါလူထောင်မြုံကြီးပဲတဲ့ဘာကြီးတယ်တော့လူထောင်မြုံကြီးပါဗျာငါးတွေကိုထောင်တဲ့မြုံရှိတယ်နော်မြုံရဲ့သဘောတရားကဝင်လို့ရတယ်ထွက်လို့မရဘူးမြုံဆိုတာဘာလဲဝင်လို့ရတယ်ထွက်လို့မရဘူးအဲ့ဒီလိုပဲအယူဆမှားတွေဟာဆွဲလန်းသွားပြီဆိုရင်အဝင်သာရှိတယ်အထွက်အင်မတန်ခက်လိမ့်မယ်ဒါကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင်ဖျားယောင်းသွေးဆောင်ပြီးတော့ထောင်နဲ့လူထောင်မျိုးနဲ့အင်မတန်အပြစ်ကြီးတယ်မှန်ပါဗျာဆိုလိုတာကစကားသံတွေဟာမှားယွင်းပြီဆိုရင်အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်မှန်ပါဗျာဟုတ်ရဲ့လား gain အကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့မက်ကုသိုလ်ဟာအကြီးဆုံးပေါ့နော်အဲ့ဒီမက်ကုသိုလ်သည်တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မက်ခင်ကိုပွားများမှမက်ကုသိုလ်ဆိုတာဖြစ်တာမဟုတ်လားအဲ့တော့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မက်ခင်၈ပါးဟာမှန်ကန်တဲ့အယူအဆခေါင်းဆောင်နေတဲ့မက်ခင်၈ပါးဟာအရေးမပါဘူးလားပါပါရဲ့ဗျာကုသိုလ်တရားတွေထဲမှာတော့သစ္စာ၄ပါးကိုသိတဲ့အဆင့်မဲ့ဉဏ်နဲ့မဲ့ဉဏ်ကလွဲရင်အဲ့ဒီလောကီတမ္မာဒိဋ္ဌိဟာအဖို့တန်ဆုံးလို့ပြောလို့မရဘူးလားရတယ်အဲ့ဒီမှန်ကန်တဲ့အယူအဆတမ္မာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရား2မျိုးရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ပရတောဂောတဆိုတဲ့မှန်ကန်တဲ့အတန်ရယ်မှန်ကန်တဲ့စကားပေါ့နော်နောက်ပြီးတော့ယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမှန်မှုရယ်ဒီနှစ်ခုပေါင်းမိရင်တမ္မာဒိဋ္ဌိဖြစ်တယ်အဲ့တော့စကားတွေဟာကောင်းတဲ့ဘက်ကကြည့်ရင်အင်မတန်ကောင်းပါလားဦးဇင်းတို့အခုတရားတော်ကိုပထမဦးဆုံးချီးကျူးတော့ဘယ်လိုချီးကျူးတာလဲသွဲခါတော်သူအခါတော်ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ပြောထားတာလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားရဲ့စကားတော်တွေပေါ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားရဲ့စကားတော်သည်တရားတော်ဖြစ်တယ်သွဲခါတဆိုတဲ့ဂုဏ်နဲ့ချီးမွမ်းတိုက်တယ်ကဲဘလောက်အဖို့တန်တော့အဲ့ဒီစကားတန်တွေကိုမိမိတို့ရဲ့နှုတ်ကနေဖွင့်ဟပြီးတော့ပြောနိုင်မယ်ဆိုရင်အင်မတန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုကိုပြုရာရောက်တယ်နိဗ္ဗာန်ကိုလှူရာရောက်တယ်နိဗ္ဗာန်ကိုမြန်မြန်ရနိုင်တယ်မကောင်းဘူးလားကောင်းတယ်ဒါကြောင့်စကားမပြောဘဲနေလို့ဘယ်ဖြစ်မှာလဲမကောင်းတာတွေမပြောရဘူးကောင်းတာဆိုရင်ပြောရမယ်ဒါပေမဲ့အချိန်အခါပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောရမယ်ဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့တရားရဲ့ပထမပိုင်းဘယ်လိုစကားကိုဘယ်လိုပြောမှလဲဟုတ်လားဘယ်လိုစကားကိုဆိုတော့မှန်ကန်တဲ့စကားကိုအကျိုးရှိတဲ့စကားကိုဘယ်လိုပြောမှလဲဆိုတာကြတော့ချင့်ချိန်ပြီးတော့အချိန်ကာလကိုကြည့်ပြီးတော့မေတ္တာတရားနဲ့တိမ်တိမ်မွေ့မွေ့ပြောရမယ်ဟာဒါလေးကလည်းလူသေးတယ်ဗျာနော်အပြောမတတ်တော့ဆဲတယ်လို့ဆိုတာလည်းရှိသေးတာကိုဗျာနော်အေးပြောတတ်တယ်ဆိုတာကလည်းပဲလောကကြီးကိုချီးမြှောက်ခြင်းတစ်မျိုးပဲဗျလောကကြီးကိုချီးမြှောက်တဲ့သင်္ခါတရား၄မျိုးရှိတယ်လေဒါနာတဲ့ပိကန်းစွန့်ကျဲလှူဒန်းခြင်းဟာလောကကြီးကိုချီးမြှောက်တာဗျနော်ပြီးတော့ဗာလဲပေယဝိဇ္ဇတဲ့ချစ်ဖွယ်စကားပြောတာကိုယ်စကားကြောင့်သူများနားချမ်းသာသွားတယ်စိတ်ချမ်းသာသွားတယ်ပြုံးပြီးတော့ကြံရစ်တယ်သိကောင်းတာပဲအဲ့ဒါလောကကြီးကိုဘာလုပ်တာလဲချီးမြှောက်တာဗျပြီးတော့ဗာလဲသူများရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာအတ္တစရိယဟုတ်လားကိုယ်အလုပ်လို့သဘောထားတာနော်သူများအလုပ်တွေကိုနော်ပြီးတော့ဗာလဲကိုနဲ့ဒန်းတူထားတာတမာနတ္တတာဟ
ဟုတ်လားဘယ်သူမှအဆင်တမ်းမခွဲခြားဘူးအလုံးလူသားတွေအတူတူထားတာအဲ့ဒီတော့ချစ်ဖွယ်စကားဆိုတာလည်းအရေးမကြီးဘူးလားအရေးကြီးတယ်နော်အဲ့တော့နူးညံ့တဲ့စကားကိုမေတ္တာလေးနဲ့ပြောရမယ်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့စကားဘယ်လိုပြောမှလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောမယ်ဆိုရင်ဒီနေ့တညလုံးပြောသွားလို့ရတယ်နော်ဒီတရားတစ်ပုဒ်အတွင်းမှာသို့တော့ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲဆိုတဲ့အပိုင်းကလေးကိုလည်းပြောဖို့ကြံနေသေးတဲ့အတွက်ကြောင့်နော်ဘယ်လိုစကားကိုဘယ်လိုပြောမှလဲဆိုတဲ့အပိုင်းကိုဒီလောက်နဲ့တော်ရအောင်နော်မှန်ပါဗျာမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဒါဆိုရင်မလုံလောက်ဘူးလားလုံလောက်ပြီဟုတ်လားဓာတ်ထက်ပူပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကကြိုးစားခြင်းတယ်ဆိုရင်တော့သစ္စာ၄ပါးနဲ့ဆက်တဲ့စကားတွေကိုပြောတဲ့သစ္စာတန်ရုပ်မှာပြောထားတဲ့ဒါလေးနည်းနည်းလေးပြောအောင်မယ်ချစ်သားတို့တဲ့ဒီပြင်စကားတွေမပြောနဲ့ပြောခြင်းတယ်ဆိုရင်သစ္စာနဲ့ဆက်တဲ့စကားကိုပြောပါတဲ့မြတ်စွာဘုရားကသစ္စာ၄ပါးနဲ့ဆက်တဲ့စကားပြောတတ်ဖို့တော့လိုတယ်ဘဝဟာဘာအနှစ်မှမရှိဘူးဒုက္ခတက်တက်ပဲလို့အဓိပ္ပာယ်ပေါက်အောင်ပြောတတ်ဖို့လိုတယ်တယောက်နဲ့တယောက်စကားပြောကြပြီဆိုလို့ရှိရင်ဩဘဝဟာအနှစ်မရှိပါဘူးအချီးနှီးပါပဲအကောင်းရလို့ဘာမှမရှိဘူးလို့အဲ့ဒီအဓိပ္ပာယ်မျိုးတက်ရအောင်တခြားသောဟောဟာရတွေသုံးပြီးတော့ပြောတတ်မယ်ဆိုရင်တော်တော်ကောင်းမယ်ဟောကိုကဓာတ်ရိုက်ကြီးပြောမယ်ဆိုရင်ကိုကိုတရားဟောနေတယ်လို့သူများကထင်းကုန်ပါလေတရားဟောတဲ့အခြေအနေမျိုးမှာတော့တရားလို့ဟောပေါ့ဟုတ်လားဒါပေမဲ့တငယ်ချင်းချင်းစကားပြောတယ်ဟာလူငယ်တွေနဲ့စကားပြောတယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်လေးတက်ရအောင်ပြောတတ်ဖို့လိုတယ်ဒါဒုက္ခသစ္စာဟေးလောဘကြီးရင်တော့ဒုက္ခကြီးတာပဲဒီအဓိပ္ပာယ်လေးကိုတက်ရအောင်ပြောတတ်ရမယ်ပြောလဲပြောရမယ်ဒါလောကကြီးရဲ့အမှန်တရားဒီအမှန်တရားကိုကြွေးကြော်ရဲရမယ်လိုချင်နေသမျှတော့ဆင်းရဲနေမှာပဲလို့ဒါပြောကိုပြောရမယ်ဒါမှန်တယ်နော်တခါကြီးများမှန်ပါဗျာလောဘတစ်ချက်သားရှိရင်ဆင်းရဲတစ်ချက်သားရှိတယ်ဆင်းရဲမှုအလုံးကိုဘယ်သူမှပေးတာမဟုတ်ဘူးလောဘကပေးတာမှန်ပါအဲ့ဒီအဓိပ္ပာယ်မျိုးတက်ရအောင်ပြောတတ်မယ်ဆိုရင်တော်တော်တော်တာပဲနော်တခါကြီးများအေးလောဘချုပ်ခြင်းသည်ဒုက္ခချုပ်တယ်လို့တတိယနိရောဓသစ္စာကိုပြောတတ်ရမယ်လောကကြီးမှာတကယ်ငြိမ်းချမ်းတယ်ဆိုတာကလူကျင်မှုချုပ်မှဖြစ်တာပါကွာဟုတ်လားပြောတတ်ရမယ်နော်လူကျင်မှုကိုပရိတ်အုပ်နိုင်မှဒေါသဒုက္ခဆိုတဲ့အရှိန်ကြီးကလည်းရက်တန့်သွားတာလူကျင်မှုကိုမရက်တန့်နိုင်သေးသည်မြဒုက္ခဆိုတာကိုလည်းရက်တန့်လို့ရမှာမဟုတ်အဲ့တော့နိရောဓသစ္စာကိုလည်းပဲလောကီလိုလေးပြောနေတာနော်ဒကမာကြီးများအေးနောက်စတုထသစ္စာဩတကယ်ချမ်းသာခြင်းရင်တော့ဖရာရဲ့တရားကလွဲလို့တခြားနည်းလမ်းမရှိဘူးဒီအဓိပ္ပာယ်မျိုးပြောတတ်ရမယ်မဂ္ဂသစ္စာကိုမြတ်စွာဘုရားကတိတိကျကျဘယ်လိုဟောတာလဲဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာအဲ့ဒါကိုဦးဇင်းတို့အတူချုပ်ပြောတော့ဘယ်လိုပြောလိုက်တာလဲမဂ္ဂသစ္စာလို့ပြောလိုက်တာနော်မြတ်စွာဘုရားတိတိကျကျပြောထားတာကဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာဒုက္ခဆိုတာကဆင်းရဲတာនិရောဓဆိုတာကချုပ်တာဂာမိနိပฏิပဒါဆိုတာကချုပ်ရသို့ရောက်ရရောက်ကြောင်းအကျင့်လို့ဆိုလိုတာအဲ့ဒါဘာလဲဆိုတော့မဂ်ခင်၈ပါးဒုက္ခငြိမ်းမှုအတွက်ဒီတလမ်းပဲရှိတယ်ကျန်တဲ့လမ်းတွေကသွားလို့ဒီပန်းနိုင်ကိုမရောက်နိုင်ဘူးအဲ့ဒီအဓိပ္ပာယ်မျိုးကိုကြဲကြဲဝန်းဝန်းပြောတတ်ဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အရှင်းမျက်နာကိုပြောချင်တယ်ဆိုရင်တော့သစ္စာ၄ပါးနဲ့ဆက်တဲ့စကားကိုပြောပါလို့မြတ်စွာဘုရားကတိုက်တွန်းတယ်အဲ့ဒါသည်ငြိမ်းချမ်းကြောင်းဖြစ်တယ်တန်တရားဝတ်ကလွတ်ကြောင်းဖြစ်တယ်ပြောတဲ့လူအတွက်လည်းအတိုင်းအဆမရှိအကျိုးရှိတယ်နားထောင်တဲ့လူအတွက်လည်းပဲအတိုင်းအဆမရှိအကျိုးရှိတယ်ဒါကြောင့်ဦးဇင်းတို့ဒါလေးကိုတရားပထမပိုင်းရဲ့ဏိဂုံးချုပ်လေးပေါ့နော်ဘယ်လိုစကားကိုဘယ်လိုပြောမှလဲဟုတ်လားသစ္စာစကားကိုသူ့ရဲ့အကျိုးကိုယ့်ရဲ့အကျိုးကိုမြှုပ်ကိုပြီးတော့ပြောပါဟုတ်ရလားအေးနောက်တရားရဲ့ဒုတိယပိုင်းသွားကြအောင်စို့ဟုတ်လားဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲစကားသံတွေကနားထဲမှာရောက်လာတာတွေအများကြီးမရှိဘူးလားရှိပါတယ်ဗျာနေတိုင်းကြားနေရတာတချို့ဆိုကြားရလွန်းလို့စိတ်ပြက်တယ်လို့ပြောတဲ့လူတွေလည်းအများကြီးရှိတယ်ဟုတ်တယ်ပြက်မယ်ဆိုလည်းပြက်စီဟာတခါတလေအာနာမှုနဲ့မျက်နှာချင်းဆိုင်ပြီးတော့နားလာထောင်းနေရတာစိတ်ကတိပြင်းနေရရောက်တယ်ခံစားဘူးလားခံစားဘူးပါဗျာလုံးဝစိတ်မဝင်စားတော့ဘူးတစ်ဖက်ကလည်းအတင်းပြောနေတာပဲအလိုက်မသိကိုကလည်းပဲနားမထောင်ရင်အလိုက်မသိရရောက်မှဆိုလို့သူစိတ်ဆင်းရဲမှဆိုလို့
ဟန်လုတ်ပြီးတော့ဘာလုပ်နေရလဲနားထောင်နေရတာပြောနေတဲ့စကားတွေကလည်းသူကောင်းကြောင်းနေကြီးပဲဟုတ်လားပြီးတော့သူများမကောင်းကြောင်းနေကြီးပဲမှန်ပါဗျာလူတွေပြောတဲ့စကားဟာများသောအားဖြင့်အဲ့ဓာတွေများတယ်ဗျမှန်ပါမြတ်စွာဘုရားဟောထားတယ်ဗျာနှုတ်ကိုကြည့်ပြီးတော့လူယုံမှာသူတော်ကောင်းလို့ခွဲတဲ့နီရှိတယ်တဲ့မှန်ပါဗျာဒကမာကြီးတွေအဲ့ဒီနီလေးရကြင်လားနှုတ်ကိုကြည့်ပြီးတော့သူယုတ်လားသူကောင်းလားလို့သိအောင်လုပ်တဲ့နီးရှိတယ်တဲ့သူများကိုဝေဖန်ဖို့မဟုတ်ဘူးကိုယ်နှုတ်ကလေးကိုကြည့်ပြီးတော့ဝေဖန်ဖို့ပြောကြည့်ရအောင်လောကမှာတဲ့ရုပ်တဲ့လူတွေဟာစကားလုံးကနည်းနည်းတော့ယဉ်သီးတယ်ဗျာဟုတ်လား။ကဲမကောင်းတဲ့လူတွေဟာလို့ပဲပြောကြပါစို့ဟုတ်လား။မကောင်းတဲ့လူတွေဟာတဲ့စကားပြောလို့ရှိရင်ကိုကောင်းကြောင်းကြီးပြောတယ်တဲ့။ကိုကောင်းကြောင်းကိုသူများမမေးဘဲနဲ့ပြောတာတဲ့မေးရင်တော့အခြေကြီးပြောတာတဲ့မစိုးနိုင်တော့ဘူး။ကိုကောင်းကြောင်းနဲ့ကိုအတိုင်းဝိုင်းကောင်းကြောင်းပေါ့ဗျာကိုသားသမီးကိုမြေကိုဆွေမျိုးကိုကောင်းတာဆိုရင်တော့အကုန်ပြောတာပဲဟုတ်လား။ဒီအဲ့ဒါသူရုပ်ရဲ့လက္ခဏာတစ်မျိုးကိုမကောင်းကြောင်းကိုမမေးရင်တခွန်းမှမပြောဘူးမေးရင်တောင်မှမပြောခြင်းနဲ့နည်းနည်းပဲပြောတယ်တဲ့ကိုမကောင်းကြောင်းကြတော့ဟုတ်လားနောက်သူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောနေတာမေးမယ်ဆိုရင်တော့အဲ့ဒါအကျယ်ဝိထာတာချက်ပြီးတော့မဆုံးအောင်နားထောင်ပြီးတော့ဟုတ်လားသူများကောင်းကြောင်းကိုမေးတောင်သူသိမပြောနိုင်ဘူးဟုတ်မမေးရင်မပြောဘူးမေးမှနည်းနည်းပဲပြောတယ်သူများကောင်းကြောင်းမပြောနိုင်ဘူးအဲ့တော့အဲ့ဒါသူရုပ်ရဲ့လက္ခဏာတဲ့ဟုတ်လားကိုကောင်းကြောင်းကိုမမေးဘဲနဲ့ပြောတယ်မေးရင်တော့ဆိုဝဲမရှိကိုမကောင်းကြောင်းကိုမမေးရင်မပြောဘူးမေးမှနည်းနည်းဟုတ်လားသူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောရင်မေးရင်အကျယ်ကြီးပြောတယ်သူများကောင်းကြောင်းကိုမမေးရင်မပြောဘူးမေးရင်နည်းနည်းပဲပြောတယ်အဲ့ဒါပါလေသူရုပ်ရဲ့လက္ခဏာသူကောင်းရဲ့လက္ခဏာကြတော့အဲ့ဒါနဲ့ပြောင်းပြန်ကိုမကောင်းတာကိုမမေးဘဲနဲ့ပြောတယ်မေးလာရင်အကျယ်ကြီးပြောနိုင်တယ်ကိုကောင်းတာကိုမမေးရင်တခွန်းမှမပြောဘူးမေးလာတော့မှလက်ကားပါကွာကိုကစိုင်ကော်လို့ခြုံမော်ရောက်တာပါရှော့ချတယ်ကိုကောင်းတာကိုမပြောခြင်းဘူးဟုတ်လားကိုကောင်းတာကိုအကျယ်ဝိထာတာချက်ပြီးတော့ပြောနေသေးသမျှသူကောင်းရဲ့အဆင့်ကိုမတက်နိုင်သေးဘူးဟုတ်လားဟုတ်တယ်အဲ့ဒီစကားလေးကိုဦးစင်းကစစ်ပေါက်စဉ်းစားကြည့်တယ်ဖះပြောသမျှအကုန်အမှန်ကြီးပဲဘယ်လိုစိတ်နဲ့ပြောတာလဲကိုကောင်းတာကိုပြောခြင်းနေသမျှအဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူးကိုမကောင်းတာကိုဖုံးထားခြင်းသေးသမျှအဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူးသူများမကောင်းတာကိုပြောနေခြင်းသေးသမျှအဲ့ဒီစိတ်ကောင်းကိုမကောင်းဘူးနော်သူကောင်းဆိုတာဒါကြောင့်သူများမကောင်းတာကိုမပြောခြင်းဘူးတနာတယ်နားလေတယ်မကောင်းတာဟာသဘာဝပဲလို့နားလေတယ်သူများကိုအပုတ်မချခြင်းဘူးဟုတ်လားသူများကောင်းတာကိုပြောနိုင်တယ်မုဒိတာဖြစ်နိုင်တယ်မလွယ်ဘူးဒကမာကြီးတွေတရားကလည်းမလွယ်ဘူးနဲ့ပဲဆုံးသွားတယ်ဗျာအားမရှိလိုက်တာဟုတ်လားဘာဖြစ်လို့ဆိုဦးဇင်းတို့လည်းဒီအတိုင်းပဲနော်တတိနဲ့အုပ်နေရတယ်ဟုတ်လားပြောလိုက်ရင်သူများမကောင်းကြောင်းကြီးပဲနည်းနည်းလေတဲ့လူကတွယ်ဝိုက်ပြီးတော့ပြောတာအတဲ့လူကဒဲတို့ပြောတာဟုတ်လားကိုကောင်းကြောင်းကိုလည်းအဲ့ဒီတိုင်းပဲအဲ့ဒါအရင်ဒဲတို့ပြောတာအဲ့တော့ဦးဇင်းကစကားပြောရင်နည်းနည်းလေးကိုချင်းစာကြပါလို့တောင်ပြောခြင်းတယ်သူများကသူတို့ကောင်းတဲ့အကြောင်းတွေပြောနေနားထောင်ခြင်းလားဒီကမကြီးတွေနားထောင်ခြင်းလားအဲ့ဒီလူတွေကသူတို့ကောင်းကြောင်းသူသားသမီးတွေနိုင်ငံခြားမှာဘလို့တွေပညာတွေသင်ပြီးတော့ဘလို့တွေဟာပြောနေဆိုနားထောင်ခြင်းလားထောင်ခြင်းသလားမထောင်ခြင်းဘူးဗျသူများကောင်းတာကိုနားမထောင်ခြင်းတာပုထုသင်ရဲ့သဘာဝဟုတ်လားအဲ့ဒါကိုပဲအိတ်တာလို့ခေါ်တာမဟုတ်လားအိတ်တာဆိုတာသူများကောင်းတာကိုကြားကိုမကြားခြင်းတာမနာလိုဘူးဆိုတာအဲ့ဒါကိုပြောတာနာတာဆိုတာဘယ်ကနာတာနာကနာတာအခုတရားနာနေတာဘယ်ကနာနေတာအေးအဲ့ဒါဗမာစကားမနာလိုဘူးနားမထောင်လို့ဘူးကောင်းတာဆိုကြားကိုမကြားခြင်းဘူးအဲ့ဒါပုထုဇဉ်ရဲ့ပင်ကိုယ်သဘောအဲ့တော့ကိုကောင်းတာကိုသူများသွားပြောရင်အဲ့ဒါမုံစေးစားတော့တာပဲသူများမုံအောင်လုပ်တာเนาะဒါကြောင့်တရားလေးတွေကလိုက်နာရင်တော်တော်ကောင်းတယ်သိလားအဲ့ဒါကိုကောင်းကြောင်းမပြောရင်သူများချစ်လိမ့်မယ်ဗျာသိကြတယ်ဗျာเนาะတခါကြီးမိုင်များဒါကြောင့်ကိုကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့ကိုမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါဟုတ်ရဲ့လားအေးသူများမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့သူများကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါဟုတ်လားမှန်ပါဗျာကဲဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲဆိုတာကိုတောင်မရောက်နိုင်ဘူးဖြစ်နေတယ်ဗျာအဲ့တော့ဒကာကြီးဒကမကြီးများဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမှလဲဆိုတော့စကားတွေကကိုနားတဲ့ကိုအမျိုးမျိုးရောက်နေတယ်အဲ့ဒီထဲမှာဦးဇင်းတို့ပထမကိုမကောင်းတာပြောတာတွေနဲ့ပတ်သက်ပြီးတော့
ကိုယ့်ရဲ့အပြစ်ကိုယ့်ရဲ့မကောင်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကိုနားတဲ့ကိုရောက်လာတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့အရင်စဉ်းစားကြည့်အောင်တက္ကကြီးတက္ကမကြီးများမကောင်းကြောင်းကိုသူများပြောတာတွေကြားဖို့လားကြားဘူးတယ်ဓာတ်ရိုက်ပြောတာလဲကြားလိမ့်မယ်ကိုယ်ရာမှာပြောပြီးတော့တဆင့်လာပြောတာလဲကြားရလိမ့်မယ်ကိုမကောင်းကြဘူးလေဟုတ်လားအဲ့ဒီလိုပြောရင်ဘယ်လိုနားထောင်မလဲဒီအချက်ကလေးကအရင်စပြီးတော့စဉ်းစားရအောင်ကိုမကောင်းကြောင်းကိုပတ်ဝန်းကျင်ကပြောလာပြီဆိုရင်စဉ်းစားလိုက်သူတို့ပြောတာဟုတ်သလားမဟုတ်ဘူးလားသူတို့ပြောနေတဲ့မကောင်းကြောင်းတွေကဟုတ်သလားမဟုတ်ဘူးလားလို့စဉ်းစားဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးဟုတ်နေတယ်ဆိုရင်တော့အဲ့ဒါပြင်ဖို့ကြိုးစားရတော့မယ်နော်တက္ကကြီးများမခံမြင်ရဘူးနော်သူများမကောင်းကြောင်းပြောတာကိုသူတို့ပြောတဲ့အတိုင်းငါမှဟုတ်မြတ်နေသလားလို့စဉ်းစားဟုတ်တယ်ဆိုရင်ဘာလုပ်ရမလဲပြင်ရမယ်မဟုတ်ဘူးဆိုတာလည်းရှိနိုင်တယ်မဟုတ်ဘဲနဲ့မုန်းလို့ပြောတာလည်းရှိလိမ့်မယ်အဲ့ဒီမဟုတ်ဘူးဆိုရင်တော့ဘယ်နဲ့လုပ်မလဲသီးခံဖို့ကြိုးစားရမယ်မှန်ပါနော်ဒါကြောင့်မကောင်းတဲ့စကားတွေအပြစ်တွေနဲ့ပတ်သက်လာရင်ဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်ပိဋကပြောကြည့်စမ်းပါဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးနားထောင်နေပဲမှန်ပါဟုတ်လို့ရှိရင်ပြင်ရမယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာဓဆိုတဲ့ယဟန်ဦးကြီးတစ်ပါးရှိတယ်အသက်ကြီးမှယဟန်ပြုတာသူယဟန်ပြုတော့သူ့ကိုဘယ်သူကမှယဟန်ပြုမပေးခြင်းဘူးဘယ်ယဟန်ကမှပြုမပေးခြင်းဘူးအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဒီပုံနာကြီးရဲ့ကျေးဇူးတရားတွေမင်းတို့ပုံများမရှိကြဘူးလားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကကျေးဇူးသိသိတာဆိုတော့မှန်လားပါဗျာတပည့်တော်အပေါ်မှာဆွန်းတစွန်းလောင်းမှုတဲ့ကျေးဇူးရှိပါတယ်ဒါကြောင့်တပည့်တော်ဒီပုံနာအိုကြီးကိုယဟန်ပြုပေးလိုက်ပါမယ်အဲ့ဒီမှာယဟန်ပြုပေးတယ်ကြီးမယဟန်ဖြစ်တာဆိုတော့ဘာမှပြောကောင်းမှာမဟုတ်ဘူးလို့ထင်တရားရှိတယ်သို့တော်တခြားသည်ဗျာပြောလို့အင်မတန်ကောင်းတယ်ငါစာလဲသင်နိုင်တော့တာမဟုတ်ဘူးငါကိုမသိတော်တာတွေကိုပြောသမျှငါအကုန်ပြင်မယ်ဟိုယဟန်ကဒီလိုပြောရင်ဒီလိုပြင်လိုက်တယ်ပြောသမျှအကုန်ပြင်တာအဲ့ဒါရက်ပိုင်းအတွင်းအဲ့ဒီရာဓယဟန်ကြီးဟာယဟန်နာဖြစ်တယ်မှန်ပါဗျာသူမဟုတ်တာတွေကိုပြောတာနော်ယဟန်ကြီးဒီလိုမဝင့်နဲ့ဒီလိုမပြောနဲ့ဓာတ်ရိုက်ပြောတာနော်ဓာတ်ရိုက်ပြောတာဆိုရင်လူတွေဟာခံနိုင်ခဲ့တယ်နော်ပြီးမှလာကျေးဇူးတင်ခြင်းတင်မယ်ကြားကားတော့ထောင်းဝင်တဲ့ဒေါသထသွားမယ်ကိုယ့်အတ္တကိုလာထိတာကိုဗျဟုတ်လားအဲ့ဒီယာရမထေကတော့ခံနိုင်တယ်မဟုတ်ဘူးမဟုတ်လို့ပြောတာငါပြင်မယ်အဲ့ဒီလိုပြင်လိုက်တော့2ရက်3ရက်အတွင်းဘာဖြစ်တယ်ယဟန္တာဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်နေဒီနံဝဘဝတာရံယံပတ္တိဝဇ္ဇတတ္တိနံနေကရှဝါရိမေရာဝေတာတိတံပန္တိတံပစီတာတိတံပဇမာနတ္တတေယောဟောတိနပါပိယောအဓိပ္ပာယ်ကဘာလဲဆိုတော့ကိုယ့်ရဲ့အပြစ်တွေကိုမကောင်းကြောင်းတွေကိုရှေ့တင်ပြောဆိုနေတဲ့ပုဂ္ဂိုလ်ကိုနှိပ်စက်ပြီးတော့ပြောဆိုတဲ့ပုဂ္ဂိုလ်နော်ကိုမကောင်းတာပြောတယ်ဆိုမှတော့ကိုဆင်းရဲပြီလေဟန်ဆောင်ပြီးတော့ရပါတယ်လို့ပြုံးတာနေလဲရတာစိတ်ထဲကတော့သိပ်ပြီးတော့မချိလှဘူးဒါဥစဉ်တို့လည်းဒီတိုင်းပဲဒကာကြီးဒီမကြီးများလည်းဒီတိုင်းပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်ကိုမကောင်းတာကိုပြောတယ်ဆိုရင်အဲ့ဒါနှိပ်စက်ပြီးတော့တစ်ဖက်ကဘာလုပ်နေတာလဲပြောနေတာအပြစ်ကိုပြပြီးတော့အဲ့ဒါလိုနှိပ်စက်ပြီးတော့ပြောတဲ့အမျှော်မြင်ရှိတဲ့ပညာရှိကိုတဲ့မြေအိုးထဲမှာပိုင်ရှင်မရှိတဲ့ရွှေအိုးတွေကိုဖော်ပြတယ်လို့မျိုးရွှေအိုးကိုညွန်ပြတဲ့လူလို့သဘောထားရမယ်တဲ့မှန်ပါဗျာတစုံတယောက်သောပုဂ္ဂိုလ်ကဟေးဟိုနားမှာပိုင်ရှင်မရှိတဲ့ရွှေအိုးကြီးရှိတယ်သွားယူကြပါလားဆိုရင်ဘယ်လိုလုပ်မှလဲတောက်လျှောက်သွားယူမယ်အဲ့ဒီလူကိုရှ िख ိုးကျင်တောင်ရှ िख ိုးသွားလိုက်အောင်မယ်ဟင်ဒကမာကြီးများမှန်ပါဗျာကိုယ့်ရဲ့အပြစ်ကိုနှိပ်စက်ပြီးတော့နှိပ်ကွပ်ပြီးတော့နာနာကျင်ကျင်အပြစ်မြင်တိုင်းဝမ်းလွဲမသူဟုတ်တိုင်းဆိုတတ်တဲ့ဆရာရဲ့ဂုဏ်ကျေးဇူးတသိက်တရေတနဲ့ပြည့်စုံတဲ့မိတ်ဆွေသို့မဟုတ်ပညာရှိတယောက်ကိုတွေ့ရတဲ့ဆိုရင်ရွှေအိုးကိုညွှန်ပြတဲ့လူလို့သဘောထားရမယ်အဲ့ဒီလူမျိုးနားထောင်တတ်ရမယ်မှန်ပါဗျာတာရိတံပဇာမာနတ္တတေယောဟောတိနပါပိယောတာရိတံထိုကဲ့သို့သောပညာရှိကိုပဇာမာနတ္တချင့်ကံသောပုဂ္ဂိုလ်အားတေယောဟောတိနပါပိယောမြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ရှုံးတယ်ဆိုတာမဖြစ်နိုင်ဘူးမြင့်မြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ယုံညံ့တယ်ဆိုတာမဖြစ်နိုင်ဘူးဟုတ်လားအပြစ်ပြပြီးတော့ကိုယ့်ကိုပြောဆိုတဲ့ပုဂ္ဂိုလ်ကိုကတကယ်လို့မြန်ရွှေအိုးပြတဲ့လူလို့သဘောထားနိုင်မယ်ဆိုရင်
ကိုဟာမြင့်မြတ်တဲ့လူဖြစ်မယ်ယုံညံ့တဲ့လူမဖြစ်နိုင် မှန်ပါဗျာ ဟာနားတဲ့ကိုတန်ရီဘူးနဲ့လောင်းလိုက်တယ်လို့ခံရခက်တယ်ကွာလာမပြောနဲ့ငါသိတယ်ငါတက်တယ်ဆိုပြီးတော့ဒေါသတွေနဲ့ပြန်တုံ့ပြန်မယ်ဆိုရင်တော့ယုံညံ့တဲ့သူရှုံးတဲ့သူဖြစ်သွားမှာပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘယ်စကားကိုဘယ်လိုနားထောင်မလဲဆိုတဲ့နေရာမှာကိုယ့်ရဲ့မကောင်းကြောင်းတွေကိုယ့်ရဲ့အပြစ်တွေကိုပြောလို့ဟုတ်လာပြီဆိုရင်တော့ပြင်မဲ့စိတ်နဲ့နားထောင်ရမယ်တနည်းအားဖြင့်တော့ကျေးဇူးတင်လိုက်တာဒီလူကိုရွှေဥပြတဲ့လူလို့သဘောထားရမယ်ဒါမှတိုးတက်မှာဗျ မှန်ပါဗျာ ဟုတ်လားကိုယ့်ရဲ့မကောင်းကွက်ကိုထောက်ပြတဲ့လူတကယ်လို့များလေတခါကြီးဒီမိုင်များပွဲလန်းသဘင်သွားကနီးမှာကိုယ့်မျက်နှာပေါ်မှာအညစ်အကြေးကြီးတစ်ခုပေးနေတယ်ဆိုကြပါစို့ကိုကတတိမေးလျော်လို့မှန်မကြည့်ခဲ့ရလို့တစုံတစ်ခုသောအကြောင်းကြောင့်အဲ့ဒါကိုကိုမသိဘူးလို့ဆိုကြပါစို့အဲ့ဒါကိုတယောက်ကဟေးမင်းမျက်နှာပေါ်မှာလေအညစ်အကြေးတွေပိတဲ့အဲ့ဒီလူကိုကျေးဇူးတင်ပါလားကျေးဇူးတင်ပါဗောဗျ။ तू မပြောလို့ရှိရင်ဟိုလူပုံညာတဲ့ရောက်တော့ကိုမလှတာကြီးရွာလေပြသလိုဖြစ်နေပြီ။ဟုတ်လား။အေးကိုယ့်ရဲ့အပြစ်ဟုတ်တာကိုပြောတဲ့လူကိုမုန်းလို့ပဲပြောပြောချစ်လို့ပဲပြောပြောကျေးဇူးတင်ကိုတင်တဲ့တယ်။တချို့လည်းပဲမုန်းလို့ပြောတာပါ။ကိုကိုကောင်းစေခြင်းလို့ပြောတာမဟုတ်ဘူး။မုန်းလို့ကိုအပြစ်မရှိအပြစ်ရှာပြောနေတာဒါကြီးအဲ့ဒီအပြစ်ကလည်းတကယ်ရှိနေတတ်တယ်။တကယ်ရှိရင်တော့ပြင်ရမယ်။ ပြင်ရပါမယ်ဗျာ ဟုတ်လား။ကိုင်းတကယ်မရှိဘဲနဲ့ပြောလာရင်ဘယ်လိုလုပ်ရမလဲ။သိခံရမယ်။ဘာတက်နိုင်မှာလဲသူတို့ရဲ့နှုတ်ကိုလိုက်ပိတ်လို့မှမရပဲကိုဟုတ်လား မှန်ပါဗျာ မဟုတ်ရင်တော့အပြစ်တွေပြောတာကိုသိခံရမယ်။ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကွန်ဒဒါနမတိဆိုတာရှိတယ်။သူ့ရဲ့မူရင်းနာမည်ကတော့ဒါန။ဒါပေမဲ့ရှေ့ကကွန်ဒလို့ထည့်ထားတယ်။မိမ့်မကျူးသူတဲ့ဟောယဟန်တစ်ပါးရဲ့ဘွဲ့ရှိမှာအဲ့ဒါကြီးထည့်ထားတာစိတ်ပြည့်စရာကြီး။ဘာဖြစ်လို့အဲ့ဒါလိုအထည့်ခံရတယ်လဲဆိုတော့သူသွားလေရာမှာအရွယ်ရှိတဲ့မိန်းမတယောက်ကတကောက်ကောက်လိုက်နေတယ်လို့ဘေးလူတွေရဲ့မျက်စိမှာမြင်ရတယ်တဲ့တကယ်မလိုက်ဘူးတကယ်လည်းမရှိဘူးအဲ့ဒီမိန်းမပုံကသို့တော့ဘေးကကြည့်တဲ့လူရဲ့မျက်စိထဲမှာအဲ့ဒါလိုကိုမြင်နေရတာဘယ်သူမှသူ့ကိုမယုံဘူးဆွန်းလောင်းမဲ့လူလည်းမရှိဘူးနော်သူ့မှာအင်မတန်ချွတ်တဲ့တယ်အဲ့ဒါလိုကြီးဖြစ်တာဒါရှိတုန်းကသူကယဟန်တစ်ပါးကိုတကယ်ချစ်ကြတာဟုတ်ရဲ့လားတကယ်မေတ္တာရှိကြတာဟုတ်ရဲ့လားလို့စွမ်းတဲ့အနေနဲ့ရုပ်ကစိုးနဲ့ဖြစ်တုန်းကမိမပုံတရံဖန်ဆင်းပြီးတော့ယဟန်တစ်ပါးကိုတန်တရားဖြစ်အောင်လုပ်ခဲ့လို့ဒါဥစဉ်အကျေမပြောဘူးနော်အဲ့ဒါဥစဉ်တို့မြတ်စွာဘုရားလက်ထက်ရောက်တော့ယဟန်လာဖြစ်တယ်အဲ့ဒါဝိဘတ်ရုပ်ပေါ့နော်မိမပုံတပုံကသူ့နောက်ကိုလိုက်နေတာဆွန့်ကန်သွားလဲပါနေတာအဲ့ဒါကိုကောသလမင်းကြီးကနောက်တော့သိတဲ့အခါကျတော့ဒီယဟန်ဘလို့လဲမသိဘူးစုံစမ်းလာကျောင်းပေါ်လောက်တော့အဲ့ဒီယဟန်ကကျောင်းပေါ်တက်သွားတယ်ကောသလမင်းကြီးကနောက်ကလိုက်သွားတယ်အဲ့ဒီမိန်းကလေးကလည်းလိုက်သွားတာပဲကျောင်းပေါ်ရောက်တော့အဲ့ဒီမိန်းကလေးကမရှိအဲ့ဒီယဟန်ပြန်ဆင်းသွားတော့မိန်းကလေးကပါသွားတာပဲအဲ့ဒီတော့မှဒါအကြောင်းတစ်ခုခုကြောင့်ရှိမယ်လို့ကောသလမင်းကြီးသဘောပေါက်မြတ်စွာဘုရားကိုရှောက်မြတ်စွာဘုရားကအကျိုးအကြောင်းပြောပြအတိတ်အကြောင်းကိုပြောပြတော့အရှင်ဘုရားဒီလိုဆိုရင်အရှင်ဘုရားကိုဘယ်သူကကြည်ညိုမှာလဲတပည့်တော်ဆွန်းကွန်းဝေယဝိဆပစ္စည်းလေးပါးဒါယကခံတယ်ဆိုပြီးတော့နောက်တော့ယဟန္တာဖြစ်တယ်အဲ့ဒီမထေကိုအကြောင်းပြုပြီးတော့ပြောတဲ့စကားလေးတော်တော်မှတ်သားစရာကောင်းတယ်အဲ့ဒီယဟန်ကအဲ့ဒါလိုမိမပုံရှိကနောက်ကလိုက်နေတာဆိုတော့ယဟန်တွေကသူ့ကိုတကယ်လဲအမြင်ကတ်တယ်ပြောင်းလဲပြောင်းခြင်းတယ်အဲ့ဒါလိုပြောကြတော့ဆိုကြတော့သူ့ကိုနှိပ်စက်ပြီးတော့ပြောကြတော့သူကလည်းနောက်တော့ပြန်ဆဲတယ်ပြန်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြောတယ်အဲ့ဒါနဲ့ယဟန်နေနဲ့သူ့ရဲ့ရံပွဲဟာမကြာခဏဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကနောက်တော့မြတ်စွာဘုရားရဲ့နားတော်ပေါက်ကြားတော့အဲ့ဒီယဟန်တော်ကိုခေါ်ပြီးတော့ချစ်သားဘာပြုလို့ကြမ်းထမ်းတဲ့စကားတွေပြောတာကိုကြမ်းထမ်းတဲ့စကားတွေနဲ့ပြန်တုံ့ပြန်ရတယ်လေမတုံ့ပြန်နဲ့ဒါဟာမင်းရဲ့အတိတ်ဘဝကမကောင်းတဲ့ကံကြောင့်ဖြစ်ပေါ်လာတာမင်းမှာတကယ်တမ်းအဲ့ဒီအပြစ်ကရှိနေတာမဟုတ်ဘူးမိမနောက်ကလိုက်နေတယ်ဆိုတဲ့အပြစ်တကယ်ရှိတာမဟုတ်ဘူးအဲ့ဒီမရှိတဲ့အပြစ်ကိုဘေးကပြောနေတာကိုမင်းသိခံလိုက်ပါအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဥပမာလေးနဲ့ပြောတာလဲဆိုတော့အနာပြက်နေတဲ့ကြီးခွက်လိုမင်းကျင့်ရမယ်တဲ့ဒါလေးကိုပြောချင်တာဥစဉ်ကသိလားဘယ်လိုကျင့်ရမလဲအနာပြက်နေတဲ့ကြီးခွက်ပါဗျာအနာပြက်နေတဲ့ကြီးခွက်တဲ့အနာပြက်နေတဲ့လက်ကွင်းတဲ့ဆိုကြပါစို့ဥစဉ်တို့
တောတွေမှာတော့ရှိသေးတယ်အခုတခါကြီးတို့ဒီမှာတော့တချို့သိပ်မရှိတော့ဘူးကြီးပလားလေးတွေရှိတယ်လေကြီးပလားနဲ့ရေတောက်လို့ရှိရင်အန္တရာယ်ကင်းတယ်လို့ယောဂကင်းတယ်လို့ယူဆရှိတယ်လေဦးဇင်းတို့ငယ်ငယ်တုန်းကဆိုရင်အဲ့ဒီကြီးပလားလေးကိုလက်ဖွားပေါ်တင်အဖေတို့အမေတို့မရှိတဲ့အခါမှာဒန်းဆိုခောက်လိုက်ရင်အတန်လေးကတော်တော်နဲ့မတိတ်တော့အဲ့ဒါလေးကိုခဏတိုင်းခောက်ကြည့်အဲ့ဒီကြီးပလားလေးကလွတ်ကြလို့မြတ်အနာကပြက်ပြီးတော့ကွဲသွားပြီဆိုရင်ဒန်းလို့ခောက်လိုက်ရင်ဒန်းလို့အတန်ဆွဲပြီးတော့မမြည်တော့ဘူး that's ပြီးသွားအတန်ကရေရှည်မလာတော့အဲ့တော့အနာပြက်တဲ့ကြီးခွက်လို့ကျင့်ရမယ်ဆိုတာအဲ့ဒါပြောတာတစုံတယောက်ကပြောလိုက်လို့စိတ်ကတူလိုက်တယ်ကဲခဏတော့တူလိုက်ပေါ့တူပြီးတော့အဲ့ဒါကိုပြန်စဉ်းစားပြီးတော့ညလည်းမပြီးနိုင်နောက်နေ့လည်းမပြီးနိုင်နောက်လလည်းမပြီးနိုင်အိုးကြီးပလားလက်နဲ့တောက်လိုက်တယ်လို့ဒန်းဆိုတဲ့အတန်ကအမြင်ကိုမပြတ်တော့ဘူးဒကမာကြီးတွေစိတ်ထဲမှာအဲ့ဒါလို့အမြင်မပြတ်တဲ့ဒေါသခံစားချက်တွေရှိလားရှိတာပေါ့ဦးဇင်းတို့လည်းရှိတာပေါ့ဟုတ်လားဘလို့ဖြစ်နေတာတော့ကြီးပလားကလက်ဆက်ကြီးကိုဗျဟုတ်လားအနာမပြတ်သေးဘူးဒဏ်ရာတောင်မရသေးဘူးဟုတ်လားမြတ်စွာဘုရားကဘလို့ကျင့်ရမှာတဲ့တော့အနာပြတ်နေတဲ့ကြေပလားလို့ကျင့်ရမေးတဲ့တစုံတယောက်ကကိုယ့်ကိုထိခိုက်မဟုတ်ဖဲနဲ့လာပြောလာရင်ပုထုသင်တဘာဝစိတ်တော်တုံမှာပေါ့သို့တော့အဲ့ဒါကြီးကိုတာရှည်ကြီးတုံမနေနဲ့ဘာအကျိုးရှိလို့လဲဟိုလူကပြောပြီးလို့မေ့သွားပြီကိုကဒီမှာအသစ်ရှိနေအသစ်ဖြစ်နေတယ်ဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားကပေးတတ်လိုက်တာနော်ဥပမာကိုဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အပြစ်တွေမကောင်းတာတွေကိုပြောလို့မဟုတ်ဘဲနဲ့ပြောတယ်ဆိုလို့ရှိရင်အနာပြတ်တဲ့ကြီးခွက်ကြီးနော်သွားတဲ့ကြီးဟိုဦးဇင်းတို့ရှင်းတော့ကငွေတင်းကားတွေပါလေရှိတယ်ငွေစစ်သလားကောင်းသလားလို့သိရင်တောက်ကြည့်လိုက်တယ်ဟုတ်လားတကယ်လို့အဲ့ဒီမှာအတွေအထက်ထဲမှာအနာစာရှိနေရင်အဲ့ဒီငွေတင်းကားကအတန်မကောင်းတော့ဘူးအဲ့ဒါကိုငွေတယ်လို့ခေါ်တယ်အခုလည်းပဲကြီးအတန်တာရှည်မမြည်ဘူးဒါကြောင့်စိတ်ထဲမှာဒေါသတန်တွေအကြာကြီးမြည်မနေနဲ့ဒါပြောတာနော်မဟုတ်ရင်သီးခံလိုက်ပါမြတ်စွာဘုရားတောင်သီးခံရတာဗျတတန်တရားလုံးကပါရမီတွေအပြည့်ဖြည့်ခဲ့ပါတယ်ဆိုတဲ့ပါရမီရှင်ကြီးတောင်မှသီးခံရတာဗျဟိုမာဂန္ဒီဆိုတဲ့မိန်းမတယောက်နဲ့တွေ့တာကြားဘူးတယ်မဟုတ်လားအေးသူ့အဖေကလည်းမာဂန္ဒီသူ့အမေကလည်းမာဂန္ဒီသမီးအချောသမီးအလှဟာဘုရားကလည်းတပ်ပယ်လိုက်တာဒီလောက်ချောလှတဲ့ယောက်ျားမမြင်ဘူးဆိုပြီးတော့ဒီဇလန်းကြီးမပြောတော့ပါဘူးဗျာဟုတ်လားသမီးထိုးအပ်တာလေအဲ့ဒီမှာမြတ်စွာဘုရားကဒီ32ခုထာသာအညစ်အကြေးစုဝေးကိုငါခြိတောင်းနဲ့တောင်မတို့ခြင်းဘူးလို့အမေအဖေတရားသူရမဲ့အရေးကိုရှေ့ရှုပြီးတော့အဲ့ဒါလိုပြောလိုက်တာအဲ့ဒါကိုမာဂန္ဒီရန်ညိုးဖွဲ့တယ်ငါတနေ့ဘာဖြစ်မလဲမသိနိုင်ငါရဲ့ရုပ်အဆင်းကအင်မတန်တင့်နေတယ်သူထင်တဲ့အတိုင်းပဲမိဖုရားကြီးဖြစ်တယ်ဥဒ္ဒေနာမင်းရဲ့မိဖုရားဖြစ်တယ်နော်ကောတံဘီပြည့်ရှင်ရဲ့မိဖုရားခေါင်ဖြစ်တယ်ဖြစ်တော့အဲ့ဒီမျိုးကိုဘုရားလည်းကြွသွားပြီဆိုတော့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သေတောက်ကျူးတွေကိုပတ်စံပေးပြီးတော့ခိုင်းတာဘုရားကိုဆဲခိုင်းတာဆဲတာမှအမျိုးမျိုးပပဆက်ဆက်ဆဲတာဆဲတော့ရှင်အာနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားကောတံဘီကလူတွေဟာသိရိုင်းတာပဲတဲ့ဒီလိုနေရာမျိုးသာသနာမပြုသင့်ဘူးမနေသင့်ဘူးတပည့်တော်တို့တနေရာပြောင်းကြပါစို့จิตအာနန္ဒာအဲ့ဒီမင်းပြောင်းတဲ့နေရာကောဒီလိုဆဲမယ်ဆိုရင်ဘယ်လိုဆက်လုပ်မလဲတဲ့နောက်ထပ်မဆဲတဲ့တနေရာပြောင်းမယ်ဖေ။အဲ့ဒီနေရာကဆဲရင်ကောနောက်ထပ်တနေရာဖေ။မင်းဟန်ကထွက်ပြေးနေတဲ့နီလန်းကြီးပဲတဲ့။ဟုတ်လား။မြတ်စွာဘုရားကဖြစ်လာတဲ့ပြဿနာကိုဒီနာတင်ပြေးလေအောင်ရှင်းရတယ်တဲ့။ချီးမွမ်းတာပဲဖြစ်ဖြစ်ကဲ့ရဲ့တာပဲဖြစ်ဖြစ်9ရက်အပြင်မနေဘူးတဲ့။ဒါဘုရားကိုယ်တိုင်ဟောတာနော်။ဗမာစကားပုံမှန်တယ်နော်။ချီးမွမ်း9ရက်ကဲ့ရဲ့9ရက်ပြောပါစေအပြစ်တွေပြောပါစေ။သူတို့မောတော့ရပ်သွားလိမ့်မယ်ဟုတ်လားသူတို့ပြောတာကိုကမခံခြင်းဖြစ်နေမှသူတို့ကအဲ့ဒါအရသာရှိပြီးတော့ဆက်ပြောနေမှာဗျာမခံခြင်းတဲ့ကလေးဆိုပို့စတယ်မဟုတ်လားဒကမာကြီးများအေးအဲ့ဒါလိုမျိုးနော်အဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတာအာနာကိုဝသင်္ကမေသာပတောပတိတံတရံအတိဝါကျံတိဋ္ဌိခတံဒုတ်တိလောဟိဘဟုတ်ဇနောခြေသားအာနန္ဒာတဲ့စစ်ပွဲမှာဆင်နွှဲနေတဲ့စစ်စင်ကြီးဟာတစ်ဖက်ရန်သူတွေကနေပြစ်လာတဲ့မြားဒဏ်တွေကိုခါချပြီးတော့စူးလာရင်လည်းစူးပါစေလို့ကြံ့ကြံ့ခံတယ်လို့မျိုးတဲ့ငါဖះလည်းပဲလောကစစ်မြေပြင်မှာပြစ်ခတ်လာတဲ့စကလုံးမြားဒဏ်တွေကိုငါကြံ့ကြံ့ခံမယ်
နော်အတိဝါကြံတိတိတ်ခတံအတိဝါကြံဆိုတာလွန်လွန်ကဲကဲကိုကိုပြောလာတာပြောတဲ့ပြောတတ်တဲ့အတိုင်းတာထက်လွန်ပြီးတော့ကိုကိုပြောလာတာလွန်ကဲတဲ့စကားပေါ့အဲ့ဒီစကားကိုဘာလို့မှလဲတိတိတ်ခတံငါသီးခံလိုက်မယ်သီးခံသည်ဖြစ်စေဒေါသဖြစ်သည်ဖြစ်စေသီးခံလိုက်ရင်တော့ကိုကသီးခံတာကြီးကိုရလိုက်တာပဲဒေါသဖြစ်မယ်ဆိုရင်တော့ဒေါသဖြစ်တာကြီးကိုရလိုက်တာပဲရှင်းတော့ရှင်းရှင်းလေးပဲနော်ကိုဘာကိုလိုချင်တယ်လေကိုဘလို့လူမျိုးဖြစ်အောင်လုပ်မှလေဒါပဲစဉ်းစားဒေါသဖြစ်တတ်တဲ့ငါလားသီးခံတတ်တဲ့ငါလားအဲ့ဒါလို့ဆိုရင်တော့ဘယ်ဟာရွေးမှလဲသီးခံတတ်တဲ့ငါလို့ရွေးမှာပေါ့နော်ဒါပေမဲ့တကယ်တွေ့လာပြီဆိုရင်တော့ဒေါသဖြစ်တဲ့ငါကိုပဲရွေးပြီးသားဖြစ်နေတယ်ဟင်ဒကမာကြီးများမှန်ပါမြတ်စွာဘုရားကဒါကြောင့်လွန်ကျူးပြီးတော့ပြောတဲ့စကားတွေကိုသီးခံလိုက်မယ်တဲ့ဘာပြုလို့လဲဆိုတော့အကြောင်းပြတာတွေလှလွန်းလို့ဒုတိလောဟိဘဟုတ်စနောတဲ့လောကမှာရှိတဲ့လူအများစုတွေဟာမဆောင်စည်းကြတဲ့သီလမဲ့တဲ့လူတွေကြီးများတယ်တဲ့ကဲဟင်ဒကမာကြီးများကိုယ့်ရဲ့နှုတ်ကိုမဆောင်တဲ့လူကိုယ့်ရဲ့လက်ကိုမဆောင်တဲ့လူတွေပဲများတဲ့ဟုတ်လားဒါကြောင့်ဘဝဆိုတာစူးကြားမှာတီးရတဲ့ဘူးသီးလိုပဲတခါတလေဟိုလိုလှုပ်လဲအပြစ်မလွတ်ဒီလိုလှုပ်လဲအပြစ်မလွတ်ဟုတ်လားအဲ့ဒီတော့ကံပြောခြင်းရပြောပါစေလို့ဒီလိုထားရမယ့်အခြေအနေမျိုးတွေအများကြီးရှိလာတယ်နော်တခါယူမိုက်များဒါကြောင့်ကိုမကောင်းတာတွေပြောပြီးအပြစ်တွေပြောလာပြီဆိုရင်မဟုတ်ရင်ဘာလုပ်ရမလဲသီးခံရမယ်ဟုတ်ရင်တော့ဘာလုပ်ရမလဲပြင်ရပါမယ်ပြင်ရမယ်ဒါကမကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ဟုတ်လားမှန်ပါကဲကိုနားတဲ့ကိုကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့လေရောက်လာအောင်မှာပဲဟုတ်လားကိုမျက်နှိုးတဲ့လူတွေချစ်တဲ့လူတွေရှိမှာပဲလေကိုကလည်းပဲကောင်းတဲ့လောက်လည်းကောင်းမှာပဲလေအဲ့ဒီလိုကိုရဲ့ကောင်းတာတွေကိုလည်းပြောလိမ့်မယ်အဲ့ဒါတွေကလည်းကိုယ်ရာပြောတာရှိမယ်ရှေ့တင်ပြောတာရှိမယ်ဟုတ်လားအဲ့ဒီကောင်းတာတွေကလည်းဟုတ်တာလည်းရှိခြင်းရှိမယ်မဟုတ်ဘဲနဲ့မြှောက်ပြီးတော့ပြောတာလည်းရှိခြင်းရှိမယ်ဘယ်လိုပဲပြောကောင်းတာတွေပြောပြီးဆိုရင်တော့အဲ့ဒီစကားသံနောက်ကိုရင်မှုပြီးတော့လိုက်မသွားဖို့လိုတယ်ဟင်ဒကမာကြီးများမကောင်းတာတွေကိုမဟုတ်ဘဲနဲ့မြှောက်ပြောတာဆိုရင်တော့နားကိုထောင်းမနေနဲ့ဒါပေမဲ့လူတွေကလည်းခက်တော့ခက်ကြီးဗျာကောင်းတာပြောရင်တော့မဟုတ်လည်းပဲနားအရသာခံပြီးတော့နေနေတာပဲဒါကြောင့်မို့လို့အဲ့ဒီနီလန်းကြီးကဘယ်တော့မှတိမ်ခေါ်မှမဟုတ်ဘူးမြှောက်တာလူတိုင်းကြိုက်တာပေါ့ဆိုတာတကယ်လဲကြိုက်တယ်ဦးဇင်းတို့လည်းကြိုက်တယ်ဒကာကြီးဒကမကြီးများလည်းကြိုက်တယ်ဒါကတော့ဦးဇင်းကသဘောတူလားလို့ကိုမေးမနေတော့ဘူးတေချာပေါက်ကိုသိတယ်မြှောက်တာမကြိုက်တဲ့လူတယောက်မှမရှိဘူးလို့ကိုပြောလိုက်ခြင်းသေးတယ်ပုထုဇဉ်တွေထဲမှာဆိုရင်တော့မှန်ပါဟုတ်လားဒါကြောင့်ကိုကောင်းတာကိုပြောတယ်ဆိုရင်မဟုတ်ရင်တော့မဟုတ်ဘူးလို့ပြောလိုက်ပါဒါကြီးကိုအရသာခံမနေပါနဲ့ဟုတ်လားကိုကောင်းတာကိုဟုတ်နေအောင်တောင်မှရစ်မှုပြီးတော့မနေပါနဲ့ဟုတ်လားအေးဒါကကိုနဲ့ဓာတ်ရိုက်ပတ်သက်တဲ့ကောင်းမကောင်းစကားတွေဟုတ်လားစကားတွေကနှစ်မျိုးပဲရှိတာနော်ကိုအကြောင်းကကောင်းတာရယ်မကောင်းတာရယ်အဲ့ဒါကိုလည်းပဲနောက်ထပ်ပြီးတော့ခွဲလိုက်ပါဦးကောင်းတာကလည်းဟုတ်တာလည်းပါမယ်မဟုတ်တာလည်းပါမယ်လေးမျိုးဖြစ်သွားပြီဗျမကောင်းတာကလည်းဟုတ်တာလည်းပါမယ်မဟုတ်တာလည်းပါမယ်အဲ့ဒီကောင်းမကောင်းဟုတ်မဟုတ်ဆိုတာတွေကိုရှေ့တင်ပြောတာရှိမယ်ကိုယ်ရပြောတာရှိမယ်ဟောစကားတွေကိုအများကြီးပြသွားတယ်နော်ကဲဒါကကိုယ်နဲ့ပတ်သက်တဲ့ဓာတ်ရဲ့အကြောင်းပေါ့နောက်ကိုယ်နဲ့သိမ့်မပတ်သက်ဖဲနဲ့ကဲစကားတွေကြံသေးတယ်ဗျာဒကမာကြီးများအချိန်လေးနဲ့ကြံသေးတယ်ပြောဦးမယ်နော်ကိုယ်နဲ့မပတ်သက်တဲ့အကြောင်းတွေဟုတ်လားဟင်မရေတွက်နိုင်လောက်အောင်များတယ်အနုပညာနဲ့ပတ်သက်လို့အာကစားနဲ့ပတ်သက်လို့နိုင်ငံရေးနဲ့ပတ်သက်လို့တဘာဝဘေးဒဏ်တွေနဲ့ပတ်သက်လို့ဟင်ဒကမာကြီးများကြားနေတာတွေမရှိဘူးလားရှိတယ်စကားတွေမှအများကြီးကြားနေတာနော်အဲ့တော့အဲ့ဒီစကားတွေတဲကိုလည်းပဲတူရာခွဲကြည့်ရအောင်နော်ကိုယ်နဲ့မပတ်သက်တဲ့တိတ်မပတ်သက်တဲ့စကားကိုယ်အကြောင်းမဟုတ်တာပေါ့လေအဲ့ဒါဘာလဲဆိုတော့ကိုယ်အကြောင်းလို့လည်းပြောမယ်ဆိုတော့ပြောလို့ရတာပေါ့လေဟိုတရားနဲ့ပတ်သက်ရင်တော့ကိုယ်အကြောင်းလို့လည်းပြောလို့ရတာပေါ့ဟုတ်လားအေးထားပါတော့ကိုယ်ကောင်းကြောင်းမကောင်းကြောင်းဆိုတာနဲ့မပတ်သက်တဲ့အကြောင်းတွေကိုခွဲမယ်ဆိုရင်လည်းနှစ်မျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့အနှစ်မရှိတဲ့စကားရာကြီးအနှစ်ရှိတဲ့စကားနှစ်မျိုးရှိတယ်ဟင်ဒကမာကြီးများမှန်ပါဗျာအနှစ်မရှိတဲ့စကားတွေကြားနေရတယ်တခါတရံကြတော့လေအနှစ်ရှိတဲ့စကားတွေကြားရတယ်အနှစ်မရှိတဲ့စကားတွေကိုနားမထောင်ဖြစ်ဖို့ကြိုးစားပါဘာပြုလို့လဲဆိုတော့ဦးဇင်းတို့လူရင်းပဲပြောမယ်
အနှစ်မရှိတဲ့စကားတွေတန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်မိရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေတာသိကြတယ်တန်ဖိုးမရှိတဲ့စိတ်ကူးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတယ်တန်ဖိုးမရှိတဲ့စိတ်တွေတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေတာသိကြလားမှန်ပါဒီစိတ်ကလေးဒီအတွေးလေးနဲ့လူလုံနေရတာအတွေးကတန်ဖိုးမရှိဘူးစိတ်ကတန်ဖိုးမရှိဘူးဆိုအဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတစ်ယောက်ပေါ့ဗျမှန်ပါဟုတ်လားမှန်ပါဒါကြောင့်တန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်နေတဲ့အချိန်မှာငါဒီတန်ဖိုးမရှိတဲ့အတွေးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတဲ့အတွက်ကြောင့်တန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေပြီဘဝဟာတန်ဖိုးရှိတယ်အချိန်ဟာတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့အချိန်တွေတန်ဖိုးရှိတဲ့ဘဝတွေခွန်အားတွေကိုတန်ဖိုးမရှိတဲ့အဖြစ်နဲ့ငါဖြုံးတီးပြစ်နေတာပဲလို့ထိတ်လန့်တဲ့သဘောရှိရမယ်မြင့်မြတ်တာတွေလုံနိုင်ခွင့်ရှိနေတာကိုနှိမ့်ကြတာတွေကိုလုံနေတယ်အဲ့တော့တန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်လို့အကျိုးဆုပ်ယုတ်တာတွေအများကြီးရှိပါတယ်ဗျာစကားနောက်လိုက်သွားပြီးတော့တခါတည်းတချို့များလိုက်ပြီးတော့ဖြည့်ရှင်းသည့်အထိမိုက်ပြတာတွေရှိတယ်နော်မှန်ပါဗျာအဲ့တော့ဦးဇင်းတို့တန်ဖိုးမရှိတဲ့စကားနဲ့ပတ်သက်ပြီးတော့အကျေတဝန်ကြီးမပြောချင်ဘူးဟုတ်လားအမြစ်ကစဖြတ်လိုက်မယ်နားမထောင်ဖြစ်အောင်ကြိုးစားပါနားထောင်ဖြစ်သွားရင်တော့အကျဲမငိမ့်ပွယ်တွေဓာခုတ်ရလက်ရှူဟုတ်လားနော်ဓာခုတ်ရလက်ရှူမိတတ်တယ်နော်စကားတွေနားထောင်ပြီးတော့ကိုယ်နဲ့ဘာမှဆိုင်ညာမဆိုင်သူများအမှုတွေတဲ့ဝင်ပါတချို့ဆိုရင်တန်ဃာရှင်းရဒီစကားဟိုပို့ဟိုစကားဒီပို့ဟာကိုကကြားထဲကနေပြီးတော့ဟိုလူကမတရားတာဒီလူကမတရားတာကို့မယ်ရှုပ်ရှက်ကိုခတ်နေတာပဲဟင်ဒကမာကြီးများကို့အလုံးနဲ့စားဝတ်နေရေးတွေနဲ့ကို့ဘဝခန္ဓာရေးတွေနဲ့ရှုပ်ရတဲ့ကြားတဲ့ဒီအနှစ်မရှိတဲ့စကားတွေကိုဖြေရှင်းနေရတဲ့အရှုပ်တွေကထပ်ပြီးတော့များနေသေးတယ်အဲ့တော့တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့ဘဝမှာလေးလေးနက်နက်ဖြစ်ခြင်းနဲ့ဆိုရင်တန်ဖိုးမရှိတဲ့စကားတွေဟာငါရဲ့ဘဝကိုတဖြည်းဖြည်းနဲ့လှိုက်စားနေတာလို့သဘောပေါက်ပြီးတော့တတ်နိုင်သမျှနားမထောင်ဖြစ်ဖို့ကြိုးစားဟုတ်ရလားမှန်ပါအေးနောက်တန်ဖိုးရှိတဲ့စကားဒါကြတော့ရှားဖွေပြီးတော့ကိုနားထောင်ရမယ်မှန်ပါဗျာတန်ဖိုးရှိတဲ့စကားတဲ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မေဂိယသုတ်တံကိုနည်းနည်းလေးဏိကုံးချုပ်ပြောခြင်းမေဂိယဆိုတဲ့ယဟန်တစ်ပါးရှိတယ်နော်မြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အလုတ်အကျွေးယာယီသူဆောင်ရွက်တယ်ရှင်အာနန္ဒာအလုတ်အကျွေးမလုပ်ခင်တုန်းကပေါ့လေအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားနဲ့သွားရင်းနဲ့ဟိုးခလန်းလန်းမှာတရက်ဥယျင်ကြီးမှိုင်းညို့ပြီးတော့မြင်တယ်မြင်တော့မြတ်စွာဘုရားတဲ့တပည့်တော်အဲ့ဒီတရက်ဥယျင်ကြီးကိုလည်းမြင်တော့တရားသွားအထုတ်ခြင်းစိတ်တွေအရန်ပေါက်တယ်တပည့်တော်အဲ့ဒီသွားပါရစီအဲ့တော့မြတ်စွာဘုရားကချက်သားငါဘုရားတပါးတည်းနောက်ထပ်အလုတ်အကျွေးယဟန်တပါးလာသည်အထိစောင့်ဆိုင်ပါအောင်အရှင်ဘုရားတဲ့တပည့်တော်သွားတရားအထုတ်ပါရစီအရှင်ဘုရားကတရားအထုတ်เสียမလိုတော့ဘူးတဲ့ပြီးသားတပည့်တော်အခုမှပုထုဇဉ်ပဲရှိသေးတယ်ဒါကြောင့်တပည့်တော်ကိုခွင့်လွှတ်တော်မူပါဟောအဲ့ဒါလိုတောင်လျှောက်တာနော်အဲ့တော့မြတ်စွာဘုရားက3ချိန်တားတယ်မရဘူး။ဂိုင်းတရားအထုတ်ခြင်းလို့သွားတယ်ဆိုတော့ငါပဲတားလို့ဖြစ်တော့မှာပေါ့။သွားလေဆိုတော့ဘုရားရဲ့တပိတ်သင်္ကန်းကိုအဲ့ဒီနာအသာချထားခဲ့ပြီးတော့သွားတာဗျာ။တရားအထုတ်ခြင်းလွန်းတဲ့စိတ်နော်။အဲ့ဒါကလည်းသူကအဲ့ဒီနေရာနဲ့သူနဲ့ကဓာတ်ခိုက်နေတာ။အဲ့ဒီတရက်ဥယျာဉ်ကြီးကတစ်ချိန်တုန်းကသူကရှင်မင်းဖြစ်ပြီးတော့ထိနှံဆွဆန်ခဲ့တဲ့နေရာကြီးတဲ့။ဒါသူမသိပါဘူး။ဘဝလောကဆိုတာသိဆန်းကျယ်တယ်ဗျနော်အဲ့ဒါနဲ့အဲ့ဒီနေရာလဲရောက်ရောသူကအဲ့ဒီတရက်ဥယျာဉ်ကြီးရဲ့အလေကြောက်ဖြာကြီးပေါ်မှာထိုင်ပြီးတော့မဲတရားနှလုံးတွေကျင့်သုံးပြီးတော့ပီတိတွေဖြစ်နေလိုက်တာဩတိတ်ရှိလို့အေးချမ်းလိုက်တာအယောင်နောက်ကျလိုက်တာအဲ့ဒါလိုဖြစ်တာခဏလဲနေရောအဲ့ဒီပီတိတွေအဲ့ဒီတရားသဘောတွေဘယ်ရောက်တော့မှမသိဘာတွေဖြစ်လာတုံးဆိုတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တတွေတစ်ခုပြီးတစ်ခုဝင်နေတော့တာပဲတဲ့အဲ့ဒါနဲ့ तू ချွေးတွေတောင်ပြန်လာတယ်လို့ဆိုတယ်အဲ့ဒါနဲ့ तू တရားချပြီးတော့သူ့ကိုယ်သူစဉ်းစားတယ်အော်အံ့ဩစရာကောင်းလိုက်တာငါယုံကြည်မှုနဲ့ယဟန်ဘဝကိုရောက်ခဲ့တာငါတကယ်မြင့်မြတ်တဲ့စိတ်နဲ့ဒီနေရာမှာမြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုပြီးတော့လာခဲ့တာဘယ်နဲ့ကြောင့်ဒီဝိတ္တဆိုးတွေဝင်နေပါလေဖယ်လို့ကိုမရဘူးဖြစ်နေတာအဲ့ဒါ तू ရှင်မင်းဘဝကဖြစ်ခဲ့တဲ့အကြံတွေကအခုချိန်မှာလိုက်ပြီးတော့ဓာတ်ခိုက်နေတာတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားဒီကို तू ကြွသွားတယ်ဟိုကြတော့မြတ်စွာဘုရားကိုလျှောက်တယ်အံ့ဩတယ်ဗျာ
တပည့်တော်စိတ်ကောင်းနှလုံးကောင်းနဲ့သွားတာရည်ရွယ်ချက်ကောင်းနဲ့သွားတာအတွေးတွေကချော်နေလိုက်တာမပြောနဲ့တော့စိတ်များထိမ့်ရသိမ့်ရသိခက်တာပဲဖေဟာအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားစိတ်ဆိုတာအင်မတန်လျှက်ပေါ်လော်လီတယ်အင်မတန်တုန်လှုပ်တယ်ဘာဝနာဘက်ကိုတင်လိုက်ပြီဆိုလို့ရှိရင်ရေထဲမှာနေကြငါးကိုကုန်းပေါ်မှာပြစ်တင်လိုက်တော့တစ်ဖြက်ဖြက်တုန်လှုပ်သလိုမျိုးပဲတဲ့ကာမအာယုန်တွေထဲမှာအမြဲနေခဲ့တဲ့စိတ်ကိုစိတ်ငြိမ်ရာတိတ်ဆိတ်ရာလဲတင်လိုက်ရောလုံးဝအိမ်ဒီမရဘူးဖြစ်သွားတယ်တဲ့ဒါကြောင့်တဲ့လေးသမားဟာသူ့ရဲ့မြားတံကိုမိအပူပေးပြီးတော့ဖြောင်းတယ်လို့ပညာရှိတဲ့လူဟာကိုယ့်ရဲ့စိတ်ကလေးကိုဖြောင်းမှတ်အောင်ပြုပြီးတော့ရုံးထွက်နိုင်ခဲ့တဲ့ဒီမန်နဲ့ရဲ့လက်ကနေရုံးထွက်နိုင်အောင်ကြိုးစားရမယ်ဒီမန်ရဲ့ကိလေသာမန်ရဲ့လက်ကနေရုံးထွက်နိုင်အောင်ကြိုးစားရမယ်လို့တရားဟောတာအဲ့ဒီမှာတလက်စတယ်မြတ်စွာဘုရားဘာပြောလဲဆိုတော့စေတောဝိမု ക്തി အရဟတမေအရဟတဖို့လို့ခေါ်ရတဲ့စိတ်ရဲ့ကိလေသာကလွတ်မြောက်ခြင်းလို့ဆိုရတဲ့စေတောဝိမု ക്തി နော်အဲ့ဒီစေတောဝိမု ക്തി ကိုရင့်ကျက်စေတဲ့တရား၅မျိုးရှိတယ်တဲ့ပိဋကရဲ့တရားကနည်းနည်းလေးနဲ့လာတယ်လို့ထင်ရတယ်နော်အရဟတမေအရဟတဖို့ကိုရင့်ကျက်စေတဲ့တရားဘယ်နှပါးရှိတယ်၅ပါးရှိတယ်နံပါတ်1မိတ်ကောင်းဆွေကောင်းတဲ့နော်နံပါတ်2ပါတိမောက္ခတံဝရသီလကိုကျင့်တရားတဲ့ဟုတ်လားနံပါတ်3စကားကောင်းကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဟုတ်လားနံပါတ်4မကောင်းတာတွေကရှောင်ဖို့ကြိုးစားတဲ့နေရာမှာကောင်းတာတွေပြည့်စုံအောင်ကြိုးစားတဲ့နေရာမှာထက်သန်တဲ့လုံလဝရိယရှိရမယ်တဲ့နံပါတ်5ဖြစ်ချင်းပြက်ချင်းကိုထွတ်ထွင်းပြီးတော့မြင်နိုင်တဲ့ဉာဏ်ပညာရှိရမယ်တဲ့ဘယ်နှချက်လဲ5ချက်မိကောင်းဆွေကောင်းသီလစကားကောင်းကိုရနိုင်တဲ့အခြေအနေပြီးတော့ဗာလဲဝိရိယပညာအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတဲ့နံပါတ်1မိကောင်းဆွေကောင်းဆိုတဲ့အင်္ဂါကိုသာမင်းပြည့်အောင်ဖြည့်မယ်ဆိုရင်သီလလည်းရှိမယ်လို့မျှော်လင့်ရသီလတေချာပေါက်ရှိလိမ့်နော်စကားကောင်းလည်းတေချာပေါက်ကြားရဟုတ်လားဝိရိယလည်းတေချာပေါက်ရှိလိမ့်နော်ပြီးတော့ပညာလည်းတေချာပေါက်ရှိလာလိမ့်မယ်အဲ့ဒီတော့မိကောင်းဆွေကောင်းရှိရင်ကြံတဲ့၄ပါးသည်မိကောင်းဆွေကောင်းကိုအမိပြုတ်ပြီးတော့ပြည့်စုံသွားပါလိမ့်မယ်တဲ့အဲ့ဒီသုတ္တံမှာမိကောင်းဆွေကောင်းကိုဦးစားပေးပြီးတော့ပြောတယ်ဒါပေမဲ့ဦးဇင်းတို့ကဒီနေရာမှာပိဋကတ်တို့ကိုစကားနဲ့ပြောနေတာဆိုတော့အဲ့ဒီမြတ်စွာဘုရားဟောထားပုံလေးကိုသဘောကျလွန်းလို့စကားကောင်းကိုလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဒီစကားလေးကိုကြိုက်တယ်တချို့ကောင်းတဲ့စကားကိုလွယ်လွယ်ကူကူမရဘူးခက်ခဲချင်းချင်းလုပ်ယူမှရတာဟုတ်လားဒီခေတ်ကြီးမှာစကားကောင်းရဖို့လွယ်တယ်ဆိုရင်လည်းဟုတ်တယ်ခက်တယ်ဆိုရင်လည်းဟုတ်တယ်အဲ့တော့စကားကောင်းကိုလွယ်လွယ်ကူကူရဖို့ဆိုတော့စကားကောင်းဆိုတာဘယ်လိုဟာမျိုးလဲအဲ့ဒီမှာမြတ်စွာဘုရားကစကားကောင်းကို10မျိုးလောက်ပြောထားတယ်ပိဋကရေလေးလေးနက်နက်နားထောင်နော်စေတောဝိမု ക്തി ကိုရင့်ကျက်စေတဲ့အင်္ဂါတရက်ဟုတ်ရဲ့လားအဲ့တော့စကားကောင်းကြားနိုင်တဲ့အခွင့်အရေးအဲ့ဒီစကားကောင်းက10မျိုးဟုတ်ရဲ့လားနံပါတ်1အပိစ္ဆကထာပြောကြည့်စမ်းပါဗျာအပိစ္ဆကထာအလိုနဲမှုနဲ့ဆက်ရှင်တဲ့စကားတဲ့နော်ပြောလိုက်တဲ့စကားကြားလိုက်ရတဲ့စကားကအလိုနဲမှုနဲ့ဆက်ရှင်တဲ့စကားလောဘနေတဲ့စကားနော်ဦးဇင်းထက်ရှင်းမပြဘူးနော်ပိဋကတ်တို့ဉာဏ်ရှိတယ်နော်ဟာဟိုဟာရခြင်းဒီဟာရခြင်းဟေးကောင်မရေးဈေးထဲမှာဘာအစ်စ်ပေါ်နေပြန်ပြီတဲ့အဲ့ဒါအလိုနဲသေးတဲ့စကားလားအဲ့ဒါဘာစကားတော့အလိုကြီးစေတဲ့စကားသေချာပေါက်ဒုက္ခရောက်တော့မယ်အဲ့ဒါကိုယ့်ကိုမီးလာရှို့တဲ့လူလို့မှတ်လေဟုတ်လားဓမ္မကြီးများဟေးညီကိုဘယ်သူကဘယ်လိုပြောနေတာအဲ့ဒါအလိုနဲစေတဲ့စကားလားမဟုတ်ဘူးဒေါသဖြစ်စေတဲ့စကားဟုတ်လားအဲ့တော့နံပါတ်1အပိစ္ဆကထာအလိုနဲစေတဲ့စကားနံပါတ်2တွတ်တွတ်လေးသွားအောင်ဗျာအချိန်သိမ့်မရှိတော့ဘူးဟုတ်လားနံပါတ်2တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားတဲ့ဟုတ်လားဒါရလည်းအာမရနိုင်ဟိုဟာရလည်းအာမရနိုင်တခါတည်းရခြင်းမှုတွေရဲ့ဆန္ဒတွေကိုပဲလိုက်ဖြည့်ဆည်းနေရတာနဲ့အဖို့တန်တဲ့အလုပ်တွေကိုလုပ်ဖို့အချိန်တွေကကုန်သွားရောနော်ဒါကြောင့်တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားကိုကြားကိုကြားတဲ့
ဒီခေတ်ကြီးမှာသိမ့်မရှိဘူးနော်တိုးတက်အောင်လုပ်ရမယ်တိုးတက်အောင်လုပ်ရမယ်လို့ကြွေးကြော်ပြီးတော့အတင်းပဲတိုးတက်ခိုင်းနေတာဒီကလူရှာထွက်နေတာသူတို့သိကိုမသိဘူးဟင်ဒကမာကြီးများမှန်ပါသေသေးချာချာစဉ်းစားနော်မြတ်စွာဘုရားရဲ့သာသနာတော်ကအဓိကပစ္စည်းဥစ္စာတွေပေါ်များဖို့ညွှန်ပြတာလားငြိမ်းချမ်းမှုအစစ်ရအောင်ညွှန်ပြတာလားအေးတစ်ချိန်တည်းပဲစီးပွားဥစ္စာကိုလည်းဘယ်လိုတရားပေါင်းအတွင်းကရှာရတယ်ဆိုတာကိုလည်းမပြောဘူးမဟုတ်ပါဘူးပြောပါတယ်သို့တော့တကယ်လူရင်းကပါလေငြိမ်းချမ်းမှုရဖို့ဘဝတန်တရားကလွတ်ဖို့တန်တရားထဲမှာကြီးပွားဖို့ရည်ရွယ်ချက်နဲ့ဘုရားတရားဟောတာမဟုတ်ဘူးနော်ဘုရားတရားတော်အားလုံးတို့ရဲ့ရည်ရွယ်ချက်ဒီတန်တရားကလွတ်ဖို့ဟုတ်ရဲ့လားအေးဒါကြောင့်တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားဒီခေတ်ကြီးမှာအင်မတန်ရှားသွားပြီလို့ထင်တယ်တိုးတက်ဖို့ကြီးပွားဖို့လူချင်းတူဖို့ပခုံးချင်းရှင်နိုင်ဖို့ရှင်ကြပေါ့ဟုတ်လားတခါကြီးမိုင်းများဒီလိုပဲဥစဉ်ကတော့ပြောလိုက်ခြင်းတယ်နော်တန်တုဋ္ဌိကထာပြီးတော့ဗာလဲနှစ်ခုရှိသွားပြီနော်အေးပြီးတော့ဗာတော့ဆိုတော့ဝိဝေကကထာတဲ့စိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားတယောက်တည်းနေရတာကောင်းတယ်တစိမ့်တည်းနေရတာကောင်းတယ်ဟုတ်လားဒါဥစဉ်ဟိုဘက်ကဥပတိဝိဝေကမပြောတော့ဘူးဥပတိဝိဝေကဆိုတာနိဗ္ဗာန်ကိုပြောတာနော်အဲ့ဒါလို့အေးအေးချမ်းချမ်းတယောက်တည်းနေရတာသိကောင်းတာပဲဆိုတဲ့စကားမျိုးလေးတွေမကြမကြာကြားရမယ်အများနဲ့နေရတာသိဆင်းရဲတာပဲဆိုတာမျိုးကြားရမယ်နော်တာရာရဏေဝိဟဉ္ဉန္တိပေါင်းသင်းဆက်ဆံရတာအင်မတန်ပင်ပန်းနေလက်ခံလာဒကမာကြီးများအပေါင်းအသင်းတစ်ယောက်ရှိရင်တစ်ယောက်စာပင်ပန်းတယ်နှစ်ယောက်ရှိရင်နှစ်ယောက်စာပင်ပန်းတယ်ဟုတ်ရဲ့လားမိကောင်းဆွေကောင်းဆိုတာကအဓိပ္ပာယ်တစ်မျိုးနော်တကယ်ကြီးမိုက်များအေးတာရာရဏေဝိဟဉ္ဉန္တိဒါကြောင့်ဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်သက်တကားနောက်အတန်တက္ကကထာမယောနှောမှုနဲ့ဆက်တဲ့စကားတဲ့လူရှုပ်ရှုပ်ရှိတဲ့နေရာဆိုသိသွားချင်တာပဲဟုတ်လားအဲ့ဒါအတန်တက္ကကထာဖြစ်နိုင်မှာမလားမဖြစ်နိုင်ဘူးဟိုနားလည်းငါပါလိုက်ချင်တယ်ဒီနားလည်းငါပါလိုက်ချင်တယ်ပွဲလန်းတစ်ခုခုလို့ငါ့ကိုမဖိတ်ဘူးဆိုရင်စိတ်ထဲမှာမခံစားနိုင်ဘူးအဲ့ဒါဘာဖြစ်တာယောနှောချင်တာဆက်ရှက်ချင်တာတရားနဲ့ဝေးတယ်ဆိုတဲ့လက္ခဏာဟုတ်လားတရားဆိုတာမရောရရင်ပြီးရောအဲ့ဒီသဘောမျိုးသဘောပေါက်တယ်နော်အတန်တက္ကကထာယောနှောဆက်ရှင်မှုမရှိတဲ့စကားနော်ပြီးတော့ဗာလဲဝိရိယရမ္ပကထာအကုသိုလ်တွေပယ်ဖို့ကုသိုလ်တွေပြည့်စုံဖို့ကြိုးစားမှုနဲ့ဆက်တဲ့စကားဘယ်နှခွန်းရှိသွားပြီတော့၅ခွန်းရှိသွားပြီပြန်ပြောမယ်မှတ်မိအောင်အပိရှကထာအလိုနည်းမှုနဲ့ဆက်တဲ့စကားအတန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားပြီးတော့ဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားအတန်တက္ကကထာမယောနှောမှုနဲ့ဆက်တဲ့စကားဝိရိယဓမ္မကထာလုံးလဝရိယနဲ့ဆက်ရှင်တဲ့စကားနောက်၅ပါးကသီလကထာသမာဓိကထာကြားဘူးတယ်နော်သီလကထာသမာဓိကထာပညာကထာသီလသမာဓိပညာဝိမု ക്തി ကထာဝိမု ക്തി ဉာဏဒသနကထာဝိမု ക്തി ဆိုတာမဲ့ဉာဏ်ကိုပြောတာဝိမု ക്തി ဉာဏဒသနဆိုတာပိစဝခဏဉာဏ်ကိုပြောတာမဲ့ဉာဏ်ဖူဉာဏ်ရပြီးတော့ကိုရတဲ့မဲ့ဉာဏ်ဖူဉာဏ်ကိုဆင်ခြင်နေဟုတ်လားပြီးတော့ကုံတဲ့ကိလေသာကြံတဲ့ကိလေသာတွေကိုဆင်ခြင်နေအဲ့လိုပေါ့နော်အဲ့ဒါပိစဝခဏဉာဏ်ပေါ့နော်အေးအဲ့ဒီလိုသီလသမာဓိပညာဝိမု ക്തി ဝိမု ക്തി ဉာဏဒသနာဆိုတဲ့ကထာ၅ပါးနဲ့စောစောကကထာ၅ပါးပေါင်းလိုက်တော့စကား10ခွန်းအဲ့ဒါဒီကောင်းသောစကားတဲ့ဟုတ်ရဲ့လားမှန်ပါဗျာအဲ့ဒီလိုစကားကောင်းကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာရနိုင်တဲ့အခွင့်အရေးရှိရမယ်အဲ့ဒီလိုစကားမျိုးကိုစူးစမ်းပြီးတော့နားထောင်ရမယ်ဟုတ်လားဒါကြောင့်ဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲဆိုတဲ့တရားရဲ့ဒုတိယပိုင်းအချိန်ကရှေ့သွားပြီတနာရီခွဲကို2မိနစ်တောင်ကျော်သွားပြီနော်အေးတရားကမမျှော်လင့်မဲနဲ့ရှည်သွားတယ်ပေးသက်ကလည်းစိတ်ဝင်စားတဲ့အမူအရာတွေအပြည့်ပြလို့နဲ့ဒူပါရဲ့ဟင်းဒီကမာကြီးများဟုတ်လားအေးဒါကြောင့်ဒီကနေ့တရားရဲ့နောက်ပိုင်းဗါတဲ့လေဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲအပြစ်ပြောလာတယ်ဆိုရင်တော့ဟုတ်ရင်ပြင်လိုက်ပါမဟုတ်ရင်သီးခံပါကောင်းတာတွေပြောမယ်ဆိုရင်တော့မဟုတ်ရင်တားမြစ်လိုက်ပါဟုတ်တယ်ဆိုရင်တော့ရင်မှုမနေပါနဲ့ဟုတ်လားအနှစ်မရှိတဲ့စကားတွေဆိုရင်တော့ကြိုးစားပြီးတော့နားမထောင်ပါနဲ့ဟုတ်လားအဖို့တန်တဲ့အချိန်လေးကုန်သွားလို့ဟုတ်လားအနှစ်ရှိတဲ့စကားဆိုရင်တော့လွယ်လွယ်ကူကူရအောင်ဖန်တီးပါအနှစ်ရှိတဲ့စကားတွေဘာတွေလဲဆိုတာဦးဇင်းတို့ပြောပြီးပါပြီ
ဟုတ်လားဆက်ပြောမယ်ဆိုရင်လည်းပြောလို့ရသေးတယ်ဟုတ်လားသို့တော့ဦးဇင်းတို့ရဲ့တရားအတိုင်းခုဟောခဲ့ပြီနော်မှန်သောစကားကောင်းသောစကားပင်ဖြစ်စေကမူစကားတွေကိုသဘောကျတဲ့လူပင်ဖြစ်စေကမူအရှိလေးမြဲမပြောဆိုရတဲ့အများကြီးတောင်ရှိသွားပြီတရားကကိုတရားကိုမလိုက်နာတယ်လို့ဖြစ်နေတယ်ဟင်ဒကမကြီးများတဏှာကြီးပဲဟောမလို့ဟာအခု3မိနစ်ကျော်သွားပြီနော်အေးဒါကြောင့်ဒကာကြီးဒကမကြီးများဒီကနေ့တရားကဗါတဲ့တော့စကားတို့ဤအစွမ်းတဲ့ကောင်းနိုင်စွမ်းဆိုးနိုင်စွမ်းအကြီးအကျယ်ရှိနေတဲ့ဒီစကားတွေကိုဘယ်လိုပြောမှလဲဘယ်လိုနားထောင်မှလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေတတ်တို့ကိုဦးဇင်းတို့ပြောပြပါပြီဟုတ်လားဒါကြောင့်အကျိုးရှိအောင်ပြောနိုင်ကြပါစေအကျိုးရှိအောင်နားထောင်တတ်ကြပါစေဟုတ်ရလားအေးဦးဇင်းတို့9မိနစ်ခန့်မြတရားနှလုံးကျင့်သုံးပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်မယ်နော်